저거 냐 이 니 보도 다르다 그래 너드니냐 너 마치 파티리 너 우리 다르다 그래 로티 로세 또니도 저거 냐이 마마웨나 담말로 너 폼포과티 파브치바 아고고 코네도 시블바기 사야블 포도마 렘부도 냐이 니로 너 시블바기 세거디 베트라무티 파 꾸리노가데 왜 티파 디 보러 다괴 무도 해주바에 마셔바도 혼이 시블바기 베트라무 꾸리노가데 니로 딤네케마 펴신 지수라고 주베 치원 말에 드니달로 이때는 수다운하래 비세무리 로데 디니가로တင်နန်းကိုအစာပြုနိုင်မှာဖြစ်တဲ့အတွက်ရှေးဥစွာဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်ထို့အတူပဲCF မှာဆရာမအားလုံးကိုတကယ်ပဲကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုဥစွာအနေနဲ့ပြောကြားလိုပါတယ်လို့တော့ပို့တော့ခုပနာတိတဖာပတရတရမူတိတဖာလကမာတကုဝေဒါဒါတော့ပတရမူဤလေဒီမိဝနာပဖိမကေမိရီဒရမစီဖောဒရမမူဒါနော်ပဒရမဖောကဘောဒရမဒီဒီတေတဖာနော်ဝေဒါအခုနေတော့သူမေအဲ့တော့စင်ညာပါဖူတာတခါခါလေပဒရမူအိုမိရီနော်သူကွာဝေဒါလေသူဒရမူလေသူတော်တာဝဲနော်ဗမေအိုလေပဒရမစီဖောတော်တယ်သူကွာစီနော်ဗမေအိုလေပဒရမမတာကေတော်နေသူကွာတာတီးနေမိမနာတာဘောမှာတင်ညာလဲဆုနေလောအခေဤဘကလေဝဒါဆုလဘဒါဘူဒါဘာဒါရတာကေလောတာဘောမှာတင်ညာဒါလဘကဘာတဲသူဘဘာဘောမှာတင်ညာတေတဖာဒူနေတော့ဒီဆုကမို့နော်ကကဘကတဲဘာကေသူတဆောပါတဆောနေလောအခေဤလဲဆုနေဘကခေဘာသူဖာအကွဲမှုရွာလဲဒါဘူဒါဘာတကတော်ညာနေလောဘာတာဘောဆောဆွေရွာဘစီဘလူဘာနဘလူနုဖို့ဒိုမနေလောနဆိုကေတီလီပွားလောအဘုဂတမုနာတောတနာညာနပုမိပွားဗမိပါမုခုပထလောကပရတာဂိတာပါပချီတော်မူခိလာသောတနီလပကိုပါလေဥဆာရွာခေါ်တိမေညာဘောတော်တာဆကတော်လောတီလောဆဲလတနီညာဤပကိုတော်တာမာလိုလေဖုံပကွမ်းတေတဖာကောအတုနေတော့ဆကတော်ဒုခောဝိတာတော်ဆာရကတေတော်နေပွားလောတီလောဆဲနော်ပိုတော်ပသရာမူတေတဖာလေဘောတော်တာကွဲမှုတော်ဝဲတိဖာတူပါဘာလောဘာသာနော်ဖုံဘဝတိတဖာလည်းခိနေမာလို့တာကုတိနောကတဲ့စိတ်ကောနေတော့ပတိပါဝဲဝဲတော်တာတခုတာခုကိုနေတော့စီဘလူပါကေဆာယဘလူဖို့ဒုမနေလောတကောညာဤပါလောဆိုပထဘူထာဘာတကတော်ညာဤလို့စာခေါ်တိမေညာနေလောစာကတေတော်ကီ W ဒါဆိုရေစာကတေတော်ကီတာဆကတော်မုခမူလောတာခဲလေခဲစိကဘာလောဘာသာတာဂီဂီဘာဘာကတိောနေဆိုရတော့မဆကီစိကောပွားနေတကီပါအလောကီမူတော်ညာဤတဆွဲကတော့လောလောတေတေတဖာတော့ဖုံဘုခွာသတရမူတေတဖာတော့ဒါရတကလေတမီပါတမီလောကဆိုင်ရခေါ်ချိမေညာနေလောပဖုံဘုခွာတေတဖာကိုဒီနောကနဲ့ကပူဖလက်စိကောတော့တာဆုတာစာတာဘာတော့ဘာချီတာတော့ကီကောကလူမျိုးမျိုးကတိကောနီဆိုရတော့မဆကီစိကောပွားနေတကီရောဘာလဲတာဘူတာဘာတကတော်ညာဤတော့ဆွဲကတော့ညာဘူးစိကောနေတကီပါလောကီတာဆွဲကတော့ပါလောကီတာခဲလောစာခေါ်တိမေညာနေလောဆွေတော့မဆပွားဘတော်ဘကီစိကောတာဝနိတကီလောခရစ်ဆာမီခိုဘခိနာလောတာတော့ပါဆောဆွေဆောင်လုံးကိုအာမင်ဒါဘလူလောအခေဤနေကလေးဆိုလို့တာထူပါနော်ထူစုတော့အရင်ဥစွာသွားမှာဖြစ်ပါတယ်လို့ဆရာမအဆရာနေပြီးတော့အထူးစုတော့ဥဆောင်ပြီးသွားမှာဖြစ်ပါတယ်ဆုတောင်းကြပါစို့ကောင်းကင်နှင့်မြေကြီးကိုပိုင်တစီရင်အုပ်ဆိုးတော်မူ၍သားသမီးတို့ကိုချစ်တော်မူသောအဖဖျားရှင်ဤသားရသောနနက်ခင်းနေ့သစ်အတွက်ကိုရောကိုကျေးဇူးတင်ပါတယ်သာရဖျားဤနာမတော်ဘုန်းတော်ကိုလည်းချီးမွမ်းပါတယ်ကြီးမြတ်တော်မူသောဖျားရှင်အရာခတ်သိမ်းရဲ့အထက်မှာရှိတော်မူသောဖျားရှင်ဘုရင်တကာတို့ဤဘုရင်သခင်တကာတို့ဤသခင်
သားသမီးတို့ဤအံ့ဩဖွယ်ရာအရှင်တိုင်ပင်ဘက်အရှင်ငြိမ်သက်ခြင်းအရှင်လည်းဖြစ်ပါတယ်။အိုးထာဝရဘုရားကိုရောရဲ့ကြီးမြတ်တော်မူသောနာမတော်သည်ရှေးကဘာဆက်ဆက်မှစ၍နောက်ကဘာဆက်ဆက်တိုင်အောင်မင်္ဂလာရှိပါစေသော။ဘုရားရှင်၏နာမတော်ဘုန်းတော်ကိုချီးမွမ်းလျက်ကောင်းချီးပေးပါတယ်။ဘုရားရှင်သားသမီးတို့မှာရှိတဲ့အပြစ်များအတွက်လည်းဝင်ချတောင်းပန်ပါတယ်။ကိုရောရဲ့လမ်းတော်မှာလွဲပြီးတော့မှတွေးနေတဲ့မှားယွင်းတဲ့အတွေးတွေအပြုမူတွေသားသမီးတို့လုံမိတဲ့ဘုရားမနှစ်သက်တဲ့အရာတွေကိုဘုရားရှင်ဖြေလွတ်ပေးတော်မူပါအပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဖို့မကောင်းသောအမှုရာမှလည်းကယ်နှုတ်လျက်မှန်ကန်တဲ့လမ်းထဲမှာတမာတတိနဲ့နေ့ရက်တိုင်းအသက်ရှင်ဖို့ဝိညာဉ်တော်ဘုရားမဆာလျက်သွေးဆောင်တော်မူပါအပြစ်များကိုတောင်းပန်တဲ့အခါမှာသခင်ယေရှုဖျားဤချစ်တဲ့မေတ္တာကြောင့်သာလျှင်အပြစ်လွတ်ခြင်းအခွင့်ခံစားရလို့ယေရှုတင်နေဖျားသားသမီးဖြစ်ခွင့်ရလို့ယေရှုတင်နေယေရှုတော်ကြီးပါတယ်လို့ဝန်ခံလျက်ယနေ့နက်နက်ခင်းမှာစောတိတော်အသင်းတော်မှာသားသမီးတို့သည်တပတ်တာနှုတ်ကပတ်တော်ခံယူဖို့ကိုရောပြင်ဆင်ထားရှိတဲ့အရာအတွက်ယေရှုတင်ပါတယ်။ဥဖာသမီးတို့ဆုမတောင်းမီဆုတောင်းခြင်းရဲ့ကောင်းကြီးများကိုလူယူစီတာနှောက်ယှက်ဖျက်ဆီးစေမဲ့နတ်ဆိုးဝိညာဉ်ဆိုးမှောင်မိုက်တကိုးရဲ့အာနာစက်တွေကိုလည်းသခင်ယေရှု၏နာမတော်၌ဗရဏနိုင်ငံသို့တိုက်ထုတ်ပါတယ်။ကိုရောရှေ့မှာနှစ်သက်ဖွယ်သောဆုမင်္ဂလာဖြစ်စေပါ။ဥပဖျားသခင်ယနေ့မှစ၍တပတ်တာပြုလုပ်မဲ့တင်တန်းအပေါ်မှာကိုရောကောင်းကြီးပေးပါ။အထူးသဖြင့်ဖယားသခင်နှင့်ယဉ်နီးကျွမ်းဝင်သောသားသမီးများဖြစ်ဖို့ကိုရောသူတို့ကိုယ်တိုင်ခံယူခြင်းပေါ်မှာလည်းမင်္ဂလာရှိစေပါသင်ကြားကြမဲ့သမီးကျွန်တော်မျိုးမဆရာဆရာမများတယောက်စီတို့အပေါ်မှာလည်းဝိညာဉ်တော်ဖျားလမ်းပြဥဆောင်ရဲ့ယေရှုပြုတော်မူပါဂုဏ်တော်ချီးမွမ်းခြင်းအဖဖျားပါဝင်ရမယ့်အရာတွေသင်ခန်းစာခံယူခြင်းပြုလုပ်ရမယ့်အစီအစဉ်အစားလေအစုံကိုရောကောင်းကြီးပေးပါလာရောက်ကြတဲ့သားသမီးများအတွက်လည်းယေရှုတင်ပါတယ်ကိုရောသားသမီးတို့ကိုဖိတ်ခေါ်တဲ့ဒီစောတိတော်အသင်းတော်မှဆရာတော်နဲ့မိသားစုဝင်များအသင်းတော်များဓမ္မဆရာဆရာမများနဲ့တကွအဖက်ဖက်မှကြိုဆိုလက်ခံတော်အိမ်ရှင်မိသားစုဝင်အားလုံးအတွက်လည်းကိုရောကိုယေရှုတင်ရဲ့ချီးမွမ်းပါတယ်ဥပဖျားသခင်အငယ်ဆုံးတန်းမှစ၍အကြီးဆုံးလူငယ်များအထိအတန်းများခံယူခြင်းပေါ်မှာလေအိုဒါရဗျာယေရှုပြုတော်မူပါနေ့စဉ်ကလေးများသွားလာခြင်းမှာလေကိုရောကွယ်ကာပြီးပါယာတိဥတုကအစအားလုံးအခြေအနေများကိုလေဝိညာဉ်တော်ဖျားမဆလျက်ကိုရောကောင်းကြီးပေးလျက်မင်္ဂလာရှိစွာနေ့ရက်တိုင်းကြော်ဖြတ်ရဖို့သခင်လက်တော်နဲ့ပွေပိုက်တော်မူပါဥဖဖျားသခင်ထို့အတူအဖသိန်းအုပ်ဆရာယနေ့ခီးဦးပြုတဲ့ခရီးစဉ်လေးပေါ်မှာလဲကိုရောကောင်းကြီးပေးလျက်ယေရှုပြုတော်မူပါဆရာနဲ့မိသားစုပေါ်မှာလဲကိုရောကောင်းကြီးပေးပါတွဲဖက်တာဝန်လှုပ်ဆောင်နေတဲ့သင်းအုပ်များဓမ္မအမှုတော်ဆောင်များကိုလည်းကိုရောကောင်းကြီးပေးပါနောက်တန်းမှနေပြီးတော့မှချက်ပြုတ်ကျွေးမွေးလှုပ်ဆောင်သောမိသားစုဝင်များပေးလူတဲ့သူတရားစီတိုင်းကိုလည်းကိုရောကောင်းကြီးပေးလျက်မဆရုံပါဥပဖျားသခင်ထို့တူပို့ဆောင်ပေးသောမိဘများအတွက်လည်းကိုရောကိုယေရှုတင်နေလာရောက်တဲ့ကလေးများအတွက်လည်းယေရှုတင်နေသူတို့လည်းသင်တန်းကိုအချိန်ပြည့်တကယ်ပဲခံယူခြင်းနဲ့စိတ်နဲ့ဝမ်းမြောက်တဲ့စိတ်နဲ့တပတ်တာလုံးပါဝင်ရပါမိအကြောင်းမေတ္တာကြိုးနဲ့သွေးဆောင်ရဲ့ယေရှုပြုတော်မူပါဥပဖျားသခင်ယေရမိ19:5အတိုင်းဖျားကိုကိုးစားသောဖျားသခင်၌ကိုးစားရအကြောင်းဖြစ်စေသောသားသမီးများဖြစ်ရပါမည်အကြောင်းလေးဆုတောင်းအနံပေးပါတယ်ကိုရောယေရှုပြုတော်မူပါဖျားသခင်အစီအစဉ်အစလည်းအဆုံးပေါ်မှာကောင်းကြီးပေးလျက်တပတ်တာလုံးပေါ်မှာလည်းကိုရောဒီပို့ဆောင်လျက်မဆပေးမှဖြစ်လို့ချီးမွမ်းတဲ့အခါမှာအသက်ရှင်တော်မူသောကယ်တင်ပိုင်ရှင်ယေရှုဖျားဤကြီးမြတ်သောနာမ၌အမိပြု၍ဆုတောင်းဆက်ကပ်ပါတယ်ဖဖျားသခင်အာမင်ယေရှုတင်ပါတယ်အထူးဆုတောင်းခြင်းအပြင်ဥဆောင်ပေးသွားသောဆရာမကိုအထူးပဲကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့ဒီမနက်ခင်းအစီအစဉ်မှာကျွန်တော်တို့ကိုနှုတ်ကပတ်တော်အဖြစ်တော်၎င်းဒီမှာရှိတဲ့သားတို့သမီးတို့နော်ပုံပွားတေတဖာအကိုအနေတော့
Piki logi ta syagdo le betramu subu no kihini ki bwa ta syagdo le togonya I morning devotion awe subu le le bu pwe sikon ni lo. Alo ve mingla ba chama ro CF မှာပါဝင်နေတဲ့ဆ iam ဆန္ဒဖြစ်ပါတယ်လို့ဒီနေ့ morning devotion မပြောခင်ဆ iam တို့ဆုတောင်းရအောင်တချင်းမြတ်ဆုံးလို့ရတာသမီးအောင်စတဲ့ကိုချစ်တော်မူသောဖဖျားဒီနေ့ဒီမှာလာရောက်ပြီးပါဝင်ရတဲ့ကိုတော့အထူးကျေးဇူးတင်ပါတယ်သင်တန်းနေနေ့ရက်စတိုင်းမှာကိုတော့ရှင်ကောင်းကြီးပေးတော်မှာအထူးတပြည့်ဒီနေ့ morning devotion ပြောမဲ့သမီးနှုတ်ဆက်ပါးစပ်ကိုလည်းဘေးသိကောင်းကြီးပေးတော်မှာနားထောင်ခြင်းအဖြစ်ခရစ်ရဲ့တက်တာမှာဖျားရဲ့ကောင်းမြတ်ကြောင်းကိုပုံမတိကျွမ်းပြီးတော့ဖျားနဲ့ယဉ်ကျေးကျွမ်းဝင်တဲ့သားမင်းလေးဖြစ်ရတဲ့ခွင့်ကိုလည်းမဆာပါဒီနေ့အစီအစဉ်စတဲ့ဆုံးကောင်းကြီးပေးပါမိကြောင်းသခင်ယေရှုဖျားနာမတော်မြည်ပြုယူသွေးစားပြဆုတောင်းဆက်ကအနံပါတယ်ဖဖျားကဲဒါဆိုလို့ရှိရင်သားတို့သမီးတို့နဲ့ဆ iam နဲ့တော့မရင်းနှီးသေးဘူးเนาะသားတို့သမီးတို့ကိုလည်းဆ iam လည်းအခုမှမြင်မှုတဲ့ဖြစ်ပေမဲ့သားတို့သမီးတို့ကိုဆ iam မေးလို့ရှိရင်မေးခွန်းလေးတွေဖြေပေးเนาะဖြေပေးတဲ့လူကိုနောက်မှဆ iam စုပေးမယ်เนาะအခုလောလောဆယ်ကြံခဲ့တယ်เนาะဖြေပေးတဲ့လူပေးမယ်မဖြေတဲ့လူတော့စုမပေးတော့ဘူးเนาะโอเคဒါဆိုလို့ရှိရင်ဆ iam မေးကြည့်မယ်เนาะဘယ်သူပဲဖြစ်ဖြေလို့ရတယ်သားတို့သမီးတို့ဆ iam တို့နေတဲ့ပတ်ဝန်းကျင်နော်နေထိုင်ရပတ်ဝန်းကျင်မှာအစ်ဆက်ပုံမွားလေးတွေအများကြီးရှိတယ်လေတချို့အစ်ဆက်ပုံမွားလေးတွေကအကျိုးပြုတယ်တချို့ကအသက်အန္တရာယ်ကိုပြုတယ်ဖြစ်တယ်နော်ဒါဆိုလို့ကျအဲ့ဒီအစ်ဆက်ပုံမွားလေးတွေကဘာကောင်လေးတွေများဖြစ်မလဲကဲဖြည့်ကြည့်ပါဦးဘက်အဆုံးကတယောက်လောက်စဉ်းစားတော့ဒါဆိုအလဲကဘာကောင်လေးတွေပါလေစဉ်းစားတော့ဟဲဒါဆိုရင်ဒီဘက်ကဘယ်သူမှမဖြေဘူးလားအစ်ဆက်ပုံမွားလေးတွေလေဟဲရည်နေတယ်ကဲပြောကြည့်ပါဦးတယောက်လောက်ဖြည့်ဒါကြောင့်လေသားတို့သမီးတို့နဲ့ဆ iam နဲ့မရင်းနှီးသေးဘူးလေဟမ်ရှင်နောက်ကဘာကောင်နေရှိသေးလဲရှင်ဆိုရင်ဘာပြောကြည့်ပါပြာဟုတ်တယ်ပြားလေးတွေကြလူတွေကိုအကျိုးပြုတယ်နော်ခုနရှင်ကတော့ကဲနောက်ဘာကောင်လေးရှိသေးလဲလိပ်ပြာဟုတ်တယ်လိပ်ပြာလေးတွေဆိုလဲဝတ်မုံလေးတွေကူပေးတယ်နော်ဟိုးအတန်းကရောမသိဘူးပင်ကူလေးတွေလည်းစိတ်တော့ဖြစ်စီတာပေါ့နော်ဟုတ်ပါပြီကဲဒါဆိုလို့ရှိရင်အစ်စ်ပုံမလေးတွေကြောင့်ဆ iam တို့တီးပြီးပြီဆိုလို့ရှိရင်ခုနအကျိုးပြုတဲ့တီကောင်အေးဟုတ်တယ်တီကောင်ကတော့မြေဩဇာဖြစ်တယ်လေဒါမှကြောက်တယ်နော်ဆ iam တော့ကြောက်တယ်အဲ့ကောင်နေသိတွန်းဆိုကြောက်တယ်နော်ကဲဒါဆိုလို့ရှိရင်အစ်စ်ပုံမလေးတွေအခုမပြောရပြီမဲ့လေနော်နောက်ထပ်သိတဲ့အကောင်လေးတွေအများကြီးရှိရယ်နော်အဲ့ထဲမှာခုနလိပ်ပြာတို့ပြားတို့ပင့်ကူပြီးတော့ဘာပြောတာရှင်အဲ့ရလေးပြောသွားတယ်အဲ့ထဲမှာလူတွေကိုအသက်အန္တရာယ်အပေးဆုံးကဘာကောင်ဖြစ်မလဲရှင်ဟုတ်ပြီနော်တော်လိုက်တာဟိုဘက်ဖွဲ့တွေအရန်ဖြည့်တာပဲနော်ဟုတ်ပြီနော်ဒါဆိုလို့ရှင်အဲ့ဒီရှင်ကလူတွေကိုဘယ်လိုဆိုးကျိုးတွေပေးတယ်လဲကဲပြောကြည့်ပါဦးယောဂတွေဖြစ်စေတယ်နော်အဲ့ဒီလေရှင်တွေကြိုက်လို့ရှိရင်လေအဖို့တွေအများကြီးဖြစ်တယ်နော်ဆ iam တို့အတူတူလေခီးသွားရင်ပဲဖြစ်နော်စီဝေးထိုင်ရင်ပဲဖြစ်ထမင်းအတူတူစားရင်ပဲဖြစ်လေဒါတို့သမီးတို့ဒီမှာရှိတယ်ဆ iam တီတာသိလားဆ iam တီတာသိလားမသိဘူးတဲ့လူတက်ဟုတ်ပြီနော်ဆ iam တီတာတော့နဲ့ဆ iam တို့အတူတူထိုင်ပြီဆိုလို့ရှိရင် तू ကအမြဲတမ်းပြောတာအဲ့ရှင်ကငါပဲလာကြိုက်တာပဲငါသွေးပဲချိုနေလို့လားမသိဘူးငါပဲလားဟုတ်တယ်အတူတူထိုင်နေတဲ့ထဲမှာ तू ကိုပဲလာကြိုက်ရင် तू မှလေအဖီးလိုက်ကြီးတွေဖြစ်တာနော်အရှင်ကြိုက်ပြီဆိုအိုးထပ်ပြီးတော့ကုတ်လေရားလေလည်းဖြစ်တတ်တယ်နော်ပြောရမယ်ဆိုရှင်ကိုဘယ်သူမှအကြိုက်မခံချင်ဘူးရှင်ကိုလေအဲ့ဒီလူကိုအန္တရာယ်ပေးတဲ့ရှင်ကိုစကားတွေများနေတယ်သလားစကားတွေများနေတယ်အမှတ်တွေနှုတ်လိုက်ပါနော်1 set လေးနဲ့နော်အဲ့ဒီရှင်ကနော်လူကိုကြိုက်တဲ့ကအဲ့လိုအဖုပိတ်နေဖြစ်တဲ့ရားနာတွေခုနလိုယောဂါတွေဖြစ်စေအဲ့ရှင်ကိုလေအရာချစ်စရာကောင်းတာပဲအိမ်မှာအလှမွေးထားမယ်လို့ရှိလားဒီဖွဲ့အများပြောဘယ်သူမှမမွေးချင်ဘူးနော်ဘာလို့တကယ်ကိုလေဆ iam တော့အရန်မုန်းတယ်သလားဘာလို့လူကိုလေကြိုက်လဲကြိုက်သေးတယ်နော်အန်ရလဲပြပြီးနေတခါတလေကြလို့ရင်ဆ iam တို့လေအိတ်တော့မယ်ဆိုပြီးရှင်အောင်နဲ့ဝင်လိုက်တယ်နော်ဝင်ပြီဆိုရင်အိတ်မလို့အိတ်ပျော်မလို့ဖြစ်တဲ့အချိန်မှာပဲ तू ကလေညောင်းဟာလာနောက်ကျတော့ကဲ
အဲ့လေကြိုက်လိုက်လေအဲ့ရှင်တကောင်တဲတဲလေးကိုရှာရတာမိုးတောင်လင်းမယ်နော်ဟာအရန်ဘယ်လိုပြောမလဲချစ်စရာမကောင်းမိုးစရာကောင်းတဲ့ဟာဖြစ်တယ်နော်ပြီးလို့ရှိရင်တဲ့အရှင်ကိုတဲ့အခါတလေကြလို့ရှိရင်လေဆံမတို့လေစိတ်ဆိုးဆိုးနဲ့တော့တားတော့သူမီတော့မသိဘူးဆံမဆိုရက်တောင်နဲ့လဲရိုက်တယ်ပြီးညက်ညက်ကြေချောင်ရှည်ပြစ်တာနော်ငါ့ကိုကြိုက်အောင်ငယ်ဆိုပြီးတော့လေတခါကျတချို့တွေကဘက်တန်နဲ့ရိုက်တယ်ဘက်တန်နဲ့ရိုက်တယ်ဆံမပျော်တယ်သလားပေါက်နဲ့သူသေးသွားတယ်နော်အာနာအရာပြောပါငါတို့ကြိုက်အောင်ငယ်ကြိုက်အောင်ဆံမတို့ရောင်ကမှရှင်ကပြောင်းအောင်လို့ပဲဖြစ်နေတာနော်ဒါကြောင့်ရှင်ကိုဆံမအယမ်းမုန်းတယ်လို့နော်ဒါကြောင့်ရှင်ကြိုက်ပြီဆိုလို့ရှိရင်ယာနာတွေအဖုတွေဖြစ်တဲ့ပြင်ရှင်ကြိုက်တဲ့နော်လူရဲ့အသက်အန္တရာယ်ဆုံးရှုံးနိုင်တယ်နော်ခုနလိုပြောတယ်ရှင်ကြိုက်တဲ့ခါသွေးလွန်တုပ်ကွေးဖြစ်တယ်သွေးလွန်တုပ်ကွေးဆိုပြီးတော့လေခလေးတွေကြီးပဲဖြစ်တယ်မင်းကလူကြီးလည်းဖြစ်တယ်နော်သွေးလွန်တုပ်ကွေးဖြစ်ပြီဆိုလို့ရှိရင်တဲ့တပတ်10ရက်အတွင်းမှာအချိန်မီမကုသနိုင်ရင်အသက်ဆုံးရှုံးခြင်းဖြစ်တယ်နော်ကဲနောက်ထပ်ရှင်ကြိုက်တဲ့ကဘာယောဂတွေဖြစ်တတ်လဲဒီဘက်ဘွက်ပြကြည့်ပါဦးငှက်ပြားနော်ငှက်ပြားယောဂဖြစ်ဆိုတကယ်ကြောက်စရာကောင်းတယ်ငှက်ပြားယောဂလေငှက်ပြားကြီးဆိုတာရှိတယ်နော်သူကလေတနေ့လုံးကောင်းအဲ့ငှက်ပြားဖြစ်ပြီဆိုတော့ချမ်းတုံပြီးတော့လေရှစ်သမျှစောင်းနေခြုံလိုက်ချမ်းတုံလုံးပဲနော်ပြီးလို့ရှိရင်အဲ့ဒီငှက်ပြားယောဂစနစ်တကျမကူခဲ့ဘူးဆိုရင်ငှက်ပြားပိုးကအုံနောက်ထဲကိုရောက်သွားပြီဆိုလို့ရှိရင်ကုသလို့မရတော့ဘူးနော်ဒီထက်ဆုံးချုံတဲ့အရာကိုတွေ့ရတာဖြစ်တယ်လို့ကဲဒါဆိုဟိုဘက်ဆောင်ကနောက်ထပ်ပါယောဂတွေဖြစ်နိုင်သေးလဲပြောကြည့်ပါဦးသားတို့သူမျိုးဆင်ရှည်တော့ဒီဘက်ခွဲရဖြစ်တယ်ဟုတ်ပြီနော်ကဲဟုတ်တယ်ဆင်ရှည်တော့ကတော့တဲ့သူကနော်ကြိုက်ပြီဆိုလို့ရှိရင်ချစ်ချင်းကြီးမဖြစ်သွားဘူးဆင်ရဲ့ရှည်တော့တွေးဘူးလားအကြီးကြီးပဲလေအဲ့လူကတဲ့အဲ့ဆင်ရှည်တော့ရှင်အဲ့ဒီဆင်ရှည်တော့ယောဂကိုတက်ဆောင်လာတဲ့ရှင်ကအဲ့လူကြိုက်လိုက်ပြီဆိုလို့ရှိရင်တဲ့အဲ့အသားထဲဝင်သွားပြီးတော့မှအဲ့ပိုးကပြန့်နှံ့ပြီးတော့လေခြေထောက်ကတဖြည်းဖြည်းကြီးဖြစ်သွားတယ်နောက်တော့ဘယ်တော့မှကုသလို့မရတဲ့အရာဖြစ်တယ်နော်ကဲဒါဆိုလို့ရှိရင်သားတို့သမီးတို့ရေရှင်ကြိုက်တဲ့အတွက်သားတို့သမီးတို့ဆရာမတို့တွေကယောဂအမျိုးမျိုးဖြစ်တယ်နော်ဒါနဲ့ကြောင့်တဲ့ရှင်ကြိုက်တဲ့အခါလူတိုင်းပျော်တဲ့လူဘယ်သူမှမပြောစိတ်အနှောက်အယှက်ဖြစ်တဲ့လူရှိတယ်နော်ကဲဒါဆိုလို့ရှိရင်ရှင်ကလူတွေကိုအသက်အန္တရာယ်ပေးတဲ့အရန်ကြောက်စရာကောင်းတယ်လို့တဲ့ရှင်ထက်ကြောက်စရာကောင်းတဲ့အရာသားတို့သမီးတို့ဆရာမတို့စီမှာလည်းရှိတယ်တဲ့နော်အဲ့ဒါဘာလဲဆိုလို့ချင်းအပြစ်တဲ့နော်လူတိုင်းမှာအပြစ်လုံးမိလားမလုံးမိဘူးလားလုံးမိတာပေါ့ကဲဒါဆိုလို့ကြံခဲ့တဲ့ကလည်းဒီမှာဆရာဆရာမတွေသင်ထားပြီးဖြစ်တဲ့အပြစ်ဆိုတာသားတို့သမီးနော်အပြစ်ရဲ့အတိတ်ကိုပြောရမယ်ဆိုအပြစ်ဆိုတာဖျားခင်မကြိုက်တာစဉ်းစားတာဖျားခင်မကြိုက်တာပြောတာပြီးဖျားခင်မကြိုက်တာလှုပ်တာနော်ကျမ်းစာထဲမှာလည်းပြောထားတယ်ယောမအခန်းကြီး3ငွေ30မှာဖြောင့်မတ်တော်သူမရှိတရားမရမရှိဒီကဘာမှာဘယ်သူမှမဖြောင့်မဆရာမလည်းမဖြောင့်မဘူးစိတ်ဆိုးတတ်တယ်စိတ်ကောက်တတ်တယ်ရံဖြစ်တတ်တယ်တင်စရာမလိုဘူးငငယ်တော့ဆိုအတွဲလိုက်ဆဲတတ်တာနော်အခုတော့မလုပ်တော့ပါဘူးလို့နော်ဒါကြောင့်ဘာဖြစ်လဲအပြစ်တွေကလူတိုင်းလုံးတယ်ဒါပေမဲ့စိတ်ဆိုးစိတ်ကောက်တာစိတ်နောက်သူများကိုစိတ်မပြောအောင်လုံးမိတဲ့အရာတွေလည်းဆရာမတို့မှာရှိတယ်နော်ဒါကြောင့်လူတိုင်းကအပြစ်သားတွေဖြစ်တယ်ကဲဒါဆိုလို့ရှိရင်ဘာကြောင့်ဒီလိုအပြစ်တွေလုံးထားလဲလုံးမိလဲတဲ့လားလူတိုင်းဟာမွေးလာကြတဲ့အပြစ်ပါလာလားမပါလားပါတာဗောဒါကြောင့်ခုနဖျားခင်မကြိုက်တာစဉ်းစားတယ်ပြောနေတိုင်းလုံနေတော့ပဲဖြစ်တယ်ကဲဒါဆိုရင်အပြစ်လုံးပြီးရှင်အပြစ်ရဲ့ခါရှိတယ်နော်ဒါဆိုလို့ရှိရင်ဥပမာနေတဲ့သားတို့သူမျိုးပြောရမယ်ဆိုဆမ်မမှာသားလေးရှိတယ်နော်ဆမ်မသားလေးကိုဆမ်မနေတိုင်းသူ့ကိုဗောထိန်ချောင်းတယ်တခါစီလာကျသူဘေးအိမ်နေသွားလဲတဲ့အချိန်တွေရှိတယ်နော်ဘေးအိမ်သွားလဲအဲ့ဘေးအိမ်မှာဒန်းလေးရှိတယ်ဒန်းစီးတယ်နော်ခလေးဆိုတော့ပျော်တာဗောနော်သူ9နှစ်လောက်ပဲရှိဦးမယ်နော်ဒန်းစီးပြီးတော့သူဆမ်မပါမစီမေမေကြီးပါမသားလေးကဒန်းကိုသွားစီမဟုတ်ဘူးတနေ့ကျတော့လေသူအိမ်ကနေခိုးပြီးတော့ထွက်တာအေးဒီဘက်အိမ်နဲ့ဒီဘက်နဲ့ခြံစည်းရိုးမရှိဘူးလေနော်ဒီအပေါက်လေးရှိတော့သူခိုးပြီးတော့ထွက်သွားတာလားအဲ့လိုထွက်သွားတော့လေဆမ်မလည်းအိမ်မှာအလုပ်လုပ်တော့သူမမြင်ဘူးပေါ့မမြင်တော့ခဏကျတော့ဟိုဘက်ခန်းနေဝါဆိုပြီးတော့ငိုတာဟဲ့ဒါဆိုသားလေးငိုနေပြီဆိုဘာလို့သားကြည့်လဲအဲ့ဒီဒန်းပေါ့မှောက်ရက်ကြီးသူကြခလေးရွယ်ဆိုအယိုးနှုတ်တယ်လေသူဒီညက်ယိုးကျိုးသွားတာပေါ့မတသားနာသွားပြီတသားနာသွားပြီနာမှာပေါ့ဆရာမမေမေကြီးစကားမှနားမထောင်တာတားလေးကမေမေကြီးစကားနားတော့မသွားဘူးအဲ့ဒန်းနာသွားမစီလို့ချင်းဒီအယိုးကျိုးမလားမကျိုးဘူးနော်ဒါကြောင့်မိဘစကားကိုနားမထောင်ခြင်းဖြစ်ကိုဒီသားလေးကချစ်ချင်းခံစားရလားမခံရဘူးလားခံစားရတယ်ကဲဒါဆိုလို့ချင်းနော်နော်ဒါကြောင့်အပြစ်ရဲ့ဆိုးကျိုးကိုခုနအသားလေးကဆရာမရဲ့စကားကိုနားမထောင်တဲ့တော့ဗါလဲအပြစ်ကိုချက်ချင်းခံရလို့သားတို့သမီးတို့ဆရာမတို့ကလည်းတဲ့ဒီနေ့အပြစ်ရဲ့ဆိုးကျိုးကိုခံရမှာပြအပြစ်ရဲ့အခါဆိုတာတေခြင်းဆိုတာဖျားခင်တဲ့အဝေးဆုံးဘယ်လဲငရဲနော်ဟုတ်ပြီနော်ဒါဆိုငရဲကိုသွားခြင်းလားမသွားခြင်းပြီမဲ့လေတဲ့ဒီရှင်ထက်ကြောက်စရာကောင်းတဲ့အန္တရာယ်ကိုတဲ့နော်ဘာဖြစ်လဲတို့တွေရင်ဆိုင်နေရတယ်ဟုတ်တယ်နော်ကဲဒါဆိုလို့ရှိရင်ရှင်မကြိုက်ရဖို့တဲ့နော်တို့တွေကဘာလုပ်လို့ရလဲ
ရှင်စေးကွေတွေထုံးမယ်ဒါမဲ့ရှင်စေးကွေထုံးလို့ရှိရင်အသက်ရှူကျက်တယ်နော်ကြိုက်လားနော်အစိတ်တွေပါတဲ့နော်ကဲဒါဆိုလို့ရှိရင်နောက်ဘာလုပ်လို့ရလဲဟုတ်တယ်ရှင်နောက်ထောင်ပြီးတော့အိတ်လို့ရနောက်ရောဟုတ်တယ်လိုရှင်လေးတွေမယ်နော်လိုရှင်လေးတွေနော်ကဲဆရာမစကားအများကြီးပြောနေတယ်ခုနရှင်လေးတောင်ပြအောင်မေးသွားတယ်ဆရာမပြောတော့မှနော်ဟုတ်ပြီနော်ဟုတ်တယ်နော်ကဲဒါဆိုလို့ရှိရင်ဒီမှာလိုရှင်လေးလိမ့်လို့ရတယ်ကဲဒါကတော့နော်ခုနရှင်မကန့်အောင်လိမ့်ရတာပေါ့နောက်ထပ်ဘာလေးတွေလုပ်လို့ရလဲပြောကြည့်ပါဦးဟုတ်တယ်ဆရာမလည်းပဲဖြေနေတာနော်အဲ့ဒီရှင်မကန့်အောင်လေဆရာမသားတွေသမီးလေဆရာမဝယ်ပေးတယ်တက်လားဟိုအရန်ရှင်ကြိုက်တာရှင်တို့ရားနေတာပဲနော်အပူတွေကရှင်ကပြောင်းလို့ဖြစ်တဲ့ကဒီပလတ်စတာလေးကတ်လိုက်ပါဆိုဆရာမကိုအင်ကြီးလေးတွေမှာထပ်ပိတ်လေးတွေမှာကတ်ပြီးဆိုရင်အဲ့ရှင်လေးတွေကမလာတော့ဘူးအဲ့အနံ့ကို तू ကမကြိုက်ဘူးလေနော်ဒီလိုရှင်လင်းရင်လေရှင်လေးတွေကမလာတတ်ဘူးနောက်ထပ်ပါလေးတွေလုပ်လို့ရတယ်ပြောကြည့်ပါဦးအင်ကြီးလက်ရှင်လေးတွေဝတ်လို့မရဘူးလားရလားမရဘူးလားအင်ကြီးရှေဘောင်းမိရှေလေးတွေဝတ်ရင်ရှင်မကြိုက်ဘူးပေါ့နောက်ထပ်ဘာလုပ်လို့ရသေးလဲပိုက်ဆံရှိတဲ့လူတွေကြတော့ဘာလုပ်လို့ရလဲရှင်လုံးစကားတွေတတ်လို့ရတယ်ရှင်လုံးစကားတွေတတ်လို့ရှင်ဝင်တာနေတဲ့ရှင်မကန့်အောင်ကာကွယ်တာဖြစ်တယ်နော်ဒါပေမဲ့တဲ့သားတို့သူမျိုးဆရာမတို့နော်ကဖျားခင်မကြိုက်တဲ့အပြစ်တွေကိုအပြစ်တွေလုံးပြီးလို့ရှိရင်ငရဲကိုသွားမှာဒါပေမဲ့အဲ့ငရဲကိုမသွားဘူးတဲ့နော်ဘာဖြစ်လဲလှုပ်ဆောင်နိုင်တဲ့အရာတစ်ခုပဲရှိတယ်တဲ့နော်အပြစ်ကိုကာကွယ်နေတဲ့နီလန်တလန်းပဲရှိတယ်အဲ့ဒါဘာလဲဆိုဖျားခင်ပြင်ဆင်ပေးတဲ့သခင်ယေရှုခရစ်အပြစ်တို့တွေအပြစ်လို့ရှိခွင့်ကိုရမယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တို့တွေကဖျားခင်မကြိုက်တဲ့အပြစ်တွေလုပ်တဲ့စဉ်းစားတဲ့အခါဖျားခင်နဲ့အဝေးဆုံးဖြစ်တဲ့ငရဲကိုသွားမှာဒါပေမဲ့ तू ဖန်ဆင်းတဲ့နော်လောကလူသားတွေကိုဖျားခင်ကငရဲကိုသွားမှာမလိုလားဘူး။ဒါကြောင့် तू နဲ့ तू ကောင်းကင်နိုင်ငံမှာအတူတူရှိစေရှင်တဲ့သူ့ရဲ့တပါးသီးတော်သားတော်သခင်ယေရှုကိုဒီလောကကိုဆေလွတ်လိုက်တယ်သခင်ယေရှုကနော်လောကကိုလူစားတိခံပြီးကြွလာတဲ့အခါမှာသားတို့သမီးတို့ဆရာမတို့နဲ့မတူတာ तू အပြစ်ကိုမလုပ်ဘူးမစင်စားဘူးမတွေးဘူးတဲ့နော်ပြီးလို့ရှိရင်သူကစုံလင်တဲ့ဖရာသားကအပြစ်သားတွေအားလုံးတဲ့ကားတိုင်းပေါ်မှာလူလားလားနဲ့အသေးခံပေးတယ်ဒါပေမဲ့သူကတေချင်းမှလာမဆုံးမဲ့ဘယ်နည်းမှရှင်များထမ်းမြောက်လဲ3ရက်နေ့မှာရှင်များထမ်းမြောက်တာကိုတို့တွေကယုံကြည်လက်ခံမယ်ဆိုလို့ရှိရင်တဲ့ကဲပြောပြမယ်နော်ယောဟန်အခန်းကြီး3အငယ်36မှာဗာပြောထားလဲဆိုလို့ရှိရင်သားတော်ကိုယုံကြည်တော်သူသည်ထာဝရအသက်ကိုရ၏ပေတော်သူသည်အသက်ကိုမသေးရတဲ့ဒါဆိုလို့ရှိရင်သားတော်ကိုဆိုတဲ့သခင်ယေရှုယုံကြည်လို့ရှိရင်အသက်ဆိုတဲ့ထာဝရအသက်ကိုရမယ်နော်သခင်ယေရှုကငါတို့အသက်သိကြတော့ငါတို့နဲ့ဘာမှမဆိုင်ပါဘူးရတယ်အေးအဲ့လိုလက်မခံတဲ့လူသားတော်ပယ်လိုက်တဲ့လူတွေကတော့ဘုရားခင်နဲ့အဝေးဆုံးဖြစ်တဲ့ငရဲကိုသွားမှာဖြစ်တယ်ဒါပေမဲ့သားတော်သမီးတို့ကဒီမှာသခင်ယေရှုကိုယုံကြည်လက်ခံတဲ့သားတွေသမီးတွေဖြစ်သွားပြီဆိုလို့ဒီနေ့ဘုရားသားသမီးဖြစ်ပြီဆိုလို့ကောင်းကင်နိုင်ငံကတော့ဘယ်လိုနဲ့သူနေခွင့်ရမလဲဘုရားခင်နဲ့သူနေခွင့်ရမယ်ဒါကြောင့်တခါမှသခင်ယေရှုကိုမိမိရဲ့ကယ်တင်ပိုင်ခြင်းမယုံကြည်လက်မခံရသေးတဲ့လူတွေကသခင်ယေရှုနဲ့သူဖျားခင်နဲ့သူကောင်းကင်နိုင်ငံမှာသူနေရဖို့တဲ့ဒီနေ့ပဲသခင်ယေရှုကိုမိမိရဲ့ကယ်တင်ပိုင်ခြင်းယုံကြည်လက်ခံပါလို့ဆရာမပြောချင်ပါတယ်ဒါပေမဲ့သားတို့သမီးတို့သခင်ယေရှုမိမိရဲ့ကယ်တင်ပိုင်ခြင်းယုံကြည်လက်ခံတဲ့လူတွေကလေဖျားသားသမီးဖြစ်သွားပြီမဲ့လေဖျားသားသမီးတွေကလေနေ့စဉ်နေ့တိုင်းအသက်တာမှာတဲ့စာတန်ရဲ့သွေးဆောင်ခြင်းကိုခံရနိုင်တယ်တဲ့ခံရလားမခံရဘူးလားဘုရားခင်မကြိုက်တဲ့တို့တွေအပြစ်တွေလုပ်မယ်နော်ဘုရားခင်မကြိုက်တာတွေကိုစဉ်းစားဆက်ပြီးတော့မိဘစကားနားမထောင်ကွာအမျိုးမျိုးတွေအပြစ်တွေလုပ်ပြီဆိုလို့ချင်းတို့တွေကဘုရားခင်နဲ့မိသားရပြတ်သွားနိုင်နော်ဘုရားခင်နဲ့မိသားရပြတ်ပြီဆိုတော့အပြစ်ကိုခွက်ထားပြီဆိုလို့ချင်းဘာဖြစ်လဲစုမတောင်းချင်တော့ဘူးကျမ်းစာမဖတ်ချင်တော့ဘူးတဲ့အဲ့လိုအရာတွေပါလဲစာတန်းလှုပ်ဆောင်နိုင်တဲ့အတွက်ဒါတို့သမီးတို့တက်တာမှာတဲ့ဘုရားခင်နဲ့အမြဲတမ်းယဉ်ကျေးကြောင်းဝင်တဲ့ဘာတွေလုပ်ရမလဲဆိုလို့ရှိရင်139ခုမြောက်သောဆာလအပိုင်ငယ်7မှာဘာပြောထားရသလားကိုတော်ကိုမပြစ်မှားပြီးနေနိုင်မည်အကြောင်းဗျာဒိတ်တော်ကိုနှလုံးထဲမှာတူထားပါပြီတဲ့ဒါကြောင့်သားတို့သမီးတို့သခင်ယေရှုမိမိရဲ့ကယ်တင်မဲ့ယုံကြည်လက်ခံတဲ့သားသမီးတွေစာတန်ရဲ့သွေးဆောင်ခြင်းအပြစ်တွေကိုလုံးဝမလုံးပြီးဖို့တဲ့တို့တွေကနေ့စဉ်နေ့တိုင်းတို့တွေရဲ့အသက်တာမှာတမန်ကျမ်းစာကိုစိတ်လေ့လာရမယ်တဲ့စိတ်ဖတ်ရှုရမယ်တဲ့နော်ဘာဆွဲမြဲဖို့တဲ့ကျမ်းစာကိုများများဖတ်ရမယ်များလေ့လာရမယ်ပြီးလို့ရှိရင်နှုတ်ကပတ်တော်နဲ့ညီတွင်တင်တဲ့ဖျားเจ้าတွေကိုမှန်မှန်သိရမယ်တဲ့နော်ပြီးရင်လေ့လာခံယူရမယ်နှလုံးသားထဲမှာတူထားရမယ်နော်ဒီဘက်ကပြောလိုက်တဲ့စကားကိုဒီဘက်ကထွက်သွားတာမှာဒီနေ့ဘုရားခင်ကဆက်မတွေအပြည့်တို့တွေကိုဘာပြောမလဲဆိုဘာဖြစ်လဲနာခံမယ်နာခံပြီးတော့အိုးဘုရားခင်ကဒီနေ့ဒီလိုအသက်ရှင်တာကြိုက်ပါလားဘုရားခင်နှစ်သက်တဲ့ငါတို့အသက်တာတဲ့စ조사ပြီးအသက်ရှင်ရမှာလားဆိုဒီနှလုံးသားထဲမှာတူထားမယ်မှတ်တတ်မယ်ဆိုလို့ရှိရင်တဲ့သွေးဆောင်ခြင်းတွေကလာနေတဲ့မှာအဲ့ဂတိတော်တွေဆွဲကပ်မယ်ဆိုလို့ရှိရင်တဲ့နော်ဘုရားခင်မကြိုက်တဲ့အပြစ်တွေတို့တွေမလုံမိတော့ဘူးကိုခွန်အားနဲ့မရအောင်နော်ဘုရားခင်ကဒါတွေမကြိုက်ဘူးဆိုတော့တန်ရှင်းသောဝိညာဉ်နဲ့ပေါ်ပြတဲ့ကားတဲ့တို့တွေတဲ့အသက်တာမှာအောင်မြင်ခြင်းခွင့်ရမယ်နော်ဒါကြောင့်တဲ့တို့တွေရဲ့အသက်တာမှာတဲ့နော်နေ့စဉ်ရှစ်ကြိုက်မခံရဖို့တဲ့ဗာလဲရှင်အန်ရကောက်ကောတဲ့ဗာလဲလိမ့်ရမှာကဲချင်းစိတ်ကိုလွန်းလိုက်မယ်ဆရာမတို့လိမ့်လိုက်မယ်ခုနကတ်ခွာလေးကတ်လိုက်မယ်နော်နော်ဒီလိမ့်လိုက်တဲ့ဟာက
ဒီနေ့တရက်ပဲခံပါလေရက်အကြာကြီးခံပါလားသူ့ရဲ့အနံ့ရတာပြဲသွားတဲ့အခါနောက်ထပ်ရှင်ကြိုက်မှာပဲเนาะအဲ့တော့ဒီရှင်ကြိုက်တဲ့အန်ရတွေဘာလဲကာကွယ်ဝဲတဲ့နေ့စဉ်နေ့တိုင်းလိမ့်ကြံမှာရှင်မကြိုက်တဲ့အန်ရနေတို့တွေကဘာဖြစ်လဲရှင်မကြိုက်အောင်ကာကွယ်နိုင်မှာဖြစ်တဲ့အတွက်သားတို့သမီးတို့ရေဒီနေ့စာတန်းကိုသွန်းလှန်နိုင်မှုတည်းလေသားတို့သမီးတို့တဲ့မှာဘာဖြစ်နေ့စဉ်နေ့တိုင်းတဲ့ကျမ်းစာကိုဖတ်ပါတဲ့မဖတ်ပဲမနေပါနဲ့တဲ့နော်ကျမ်းစာကိုဖတ်တဲ့အခါနည်းနည်းတဲ့အဓိပ္ပာယ်တွေနားလည်လာမယ်ကိုနားမလဲတော့ဖျားခင်နော်ဝိညာဉ်တော်ဖော်ပြပါဆိုပြီးတော့လေဆုတောင်းမယ်ဆိုလို့ကိုနားမလဲတဲ့အရာဖျားခင်ရသားတို့သမီးနားလဲတဲ့အခွင့်ကိုပေးမှာဖြစ်တဲ့အတွက်နော်သားတို့သမီးတို့တက်တာမှာဒါနဲ့ကြောင့်ဘဝအသက်တာမှာအောင်မြင်ခြင်းနဲ့အသက်တာဖြစ်ဖို့အတွက်တဲ့နေ့စဉ်နေတဲ့ကျမ်းစာဖတ်ရှုခြင်းအဖြစ်တို့တွေကဘုရားဘုန်းတော်ထင်ရှားဖို့အတွက်ဒီနေ့သားတို့သမီးတို့ဒီခေါင်းစဉ်ရွေးချယ်ထားတာဖြစ်တယ်နော်ထာဝရဘုရားခင်နဲ့ယဉ်ကျေးကြောင်းဝင်တော်သူငယ်များဖြစ်ဖို့အတွက်တဲ့သားတို့သမီးတို့တက်တာမှာဒီနေ့ကနေစပြီးတော့ကျမ်းစာမှများဖတ်ပဲများလေ့လာမယ်သင်ယူမယ်ခံယူမယ်ဆင်ခြင်းပဲပြီးလို့ရှိရင်ရမီခန်းကြီး19အငယ်9ကလို့ထာဝရဘုရားကိုကိုးစားတော်သူထာဝရဘုရားကိုမိမိကိုးစားစရာအကြောင်းဖြစ်စေတော်သူသည်ကောင်းကြီးမင်္ဂလာကိုခံအပ်တော်သူဖြစ်၏လို့ပြောထားတဲ့အတွက်နေ့စဉ်နေ့တိုင်းဘုရားကိုအားကိုးခိုလုံပြီးအသက်တာတော့ကျမ်းစာနဲ့မွေးလော်ဘုရားနဲ့မွေးလော်တဲ့အသက်တာဖြစ်ပြီဆိုလို့ရှိရင်ကောင်းကြီးမင်္ဂလာခံအပ်တဲ့သူဖြစ်ဖို့တဲ့ဘုရားခင်နဲ့ယဉ်ဝင်နီးကြောင်းဝင်တော်သူငယ်တွေဖြစ်ဖို့တဲ့ကျမ်းစာဖတ်ခြင်းဆုတောင်းခြင်းမှာအားကြီးတဲ့သူဖြစ်ပြီးတော့နေ့စဉ်အသက်တာမှာဖခင်ရဲ့ဘုန်းတော်ထင်ရှားတဲ့သူတွေဖြစ်ဖို့အတွက်เนาะအပြစ်ကိုအောင်မြင်တဲ့သူဖြစ်ဖို့ဖခင်နဲ့တာအောင်မြင်တဲ့သူဖြစ်ဖို့တဲ့ဒီနေ့ကနေစပြီးတော့ဒီနေ့ဖခင်ကဘာတွေအလိုရှိတယ်လဲငါတို့ဘာတွေလုပ်စေရှင်လဲဆိုတဲ့အရာကိုသိပြီးတော့ဖခင်သခင်နဲ့ယဉ်ကျေးကြောင်းဝင်တဲ့သားတွေသမီးတွေဖြစ်ဖို့တဲ့ဆုတောင်းခြင်းမှာအားကြီးတဲ့သူတွေဖြစ်ဖို့ဒီနေ့ခွန်အားအနိုင်ငယ်ပေးခြင်းပါတယ်စာတောင်အောင်နေတဲ့သားသမီးတွေဖြစ်ပါစေအားလုံးပေါ်မှာဖခင်ကောင်းကြီးပေးပါစေကဲဒါဆိုဆရာမတို့ဆုတောင်းရအောင်နော်ဖခင်ဒီနေ့မော်နီတဘိုးအစီအစဉ်တဲ့ကိုရောယေရှုတင်ပါတယ်ဒီမှာရှိတဲ့သားငယ်သမီးငယ်များဟာဒီနေ့မော်နီတဘိုးရှင်ကိုနားထောင်ရှင်အားဖြင့်ဖခင်မနှစ်သက်တဲ့တက်တာမလုံးမိဖို့စာရမကြိုက်စာရကိုအောင်မြင်တဲ့သူတွေဖြစ်ဖို့အတွက်ကျမ်းစာဖတ်ရှင်ဆုတောင်းခြင်းမှာအားကြီးတဲ့သားသမီးရောက်တဲ့ဖြစ်စေတော်မူပါယေရှုတင်နဲ့ယေရှုဖခင်နာမတော်မြည်ပြီးပြန်လေးဆုတောင်းစကားအနှံပေးပါတယ်ဖခင်ကျေးဇူးတင်ပါတယ်ဆရာမအထူးပဲကျေးဇူးတင်ပါတယ်လို့စိဘလူဘာကေပထရမူတို့မလောဘကမကတကေမူရကောညာဤဗတာဘုဒ္ဓဘာအဆွဲကတော့ဘကကဆွဲထတော့သူကဖာတကိုဥစာခရတာသူဖာတော့ဘကမာကတော်လအာမီတသဝိနေလောอุลมุขปามอนมีบาตาปาสอชุตเกนมอนมีเนมอเฮดเกนิลมุขโตเนมอตามาตาลหกุคลสิกอเฮดานตาตเกกุลตนีกอตนีกอเนหิลาลาปอลมุสันตเกลาลาปะกะมาดิปลายปอกะมาอุดอปอสุเนตเกติติเลนปอสุตาเลปซอปุตเกมิมิทรกิลาปอลตาตาซอปุตเกအဝေဒီဤဘောမူတော်တဆုတကမောလောတလတကပေါ်နေမိနတာဆုဆုခါလောအာမေ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 စင်တော်သေးလေးနေလောအခေဤရဲ့တောบุบาติญาตาอุเตมาโซพุ่มพงควาติตภาดนิญาอีเมลอขอจิกตระตอมีเวดาตาอุทอมุโหนิเมนุยนาเรเนาะแคมสินีกมีเวดาขอนาเรบุนาเรเลขอนาเรเนาะฮักขอกตุเวกมีเวดาตุเลฮักขอลุยนาเรบุนาเรเลเนาะปมูปปาชาเมติกว่าบานี่เปสิซอกบาวขอกษัตริย์ขอนารีดอกกุเวลฮักขอลุยนารีมุทุสกตอนี้ปตรามุติตภาคีปวาตาสกตอเลมุสาตาอเนาะปบาตกีเลพิบาเนาะนะหัวปะโกลเลจุกรบุลปะกหินิเวนะตาอเนาะฮักขอสิกอนี่เนาะตุเมตะคลุกินี่ตะกหินี่สิกอเวนะตาออนี่เนาะมีเวลาตาเตโชดออเคอีนี่ตรามุลกะตุโลตุนี่ตุเตดอติญาyaคนนี้ประกวดมุบาตรามุลตาเมญาเสมาอาลงကို
ဖိတ်ခေါ်ပါတယ်လို့မိတ်ဆက်ချင်းအစီအစဉ်ကိုတောင်းမှာဖြစ်ပါတယ်ဘဂဥတော်သရမူတေတဖာကတုတိညာလောအဝဲတေတဖာသာနော်အတာဝတာဆိုလောတော့ပိဟီလောကီတဆွတ်တော့လမတူညာဤတဆွတ်တော့လောဥလောတေတေတဖာနေပိဟီလောကီလပတရမူစုပူလလပပွေလောတာတို့သမီးတို့အားလုံးမင်္ဂလာပါဆရာမတို့လည်းနော်စောတီတော်မှာရှိတဲ့သားသမီးတွေကိုပြန်တွေ့ရလို့အထူးပဲကျေးဇူးတင်တယ်နော်ဆရာမတို့တူးချင်းမိတ်ဆက်ပေးမယ်နော်ဆရာမရောမှတ်မိလားကဲဒါဆိုရင်ဆရာမနာမည်ပြောပါအောင်ဘာတူလဲအိုးသူတို့ဆရာမအငယ်ဆုံးတန်းပဲပြောတယ်ဆရာမနာမည်လေးဆရာမတန်ကလေးသိလားပြောကြည့်ပါဦးအော်ဝေချိုသူတို့ကမြန်မာနာမည်ကိုမှတ်ထားတယ်နော်ဟုတ်ပြီဆ iam မနာမည်ကမြန်မာလို့ဝေချိုလို့ခေါ်တယ်ကရင်လိုကတော့ no answer နော်ဆ iam မကကံပဲနှစ်ချင်းအသင်းတော်ဟာဖြစ်ပါတယ်လို့ဆ iam မကကလေးများအေးဝန်ကလေးမေတ္တာရိပ်မြုံ Child Evangelism Fellowship မှာအချိန်ပြည့်ဆက်ကပ်တဲ့အမှုတော်ဆောင်ဖြစ်ပါတယ်ဆ iam မမှာမိသားစုရှိတယ်သားနဲ့သမီးလည်းရှိပါတယ်လို့เนาะဒီတပတ်တာလုံးမှာသားတို့သမီးနဲ့ပြန်လည်တွေ့ဆုံရလို့လေကျေးဇူးတင်ပါတယ်ကျန်တဲ့ဆ iam မများတူးချင်းမိတ်ဆက်လိုက်ပါเนาะအားလုံးပဲမင်္ဂလာပါဆ iam မနာမည်ကတော့ Esther 2လို့ခေါ်ပါတယ်ဆ iam မကတော့ဟေရမုံနှစ်ချင်းခရိယန်အသင်းတော်မှာပါဝင်ဆက်ကပ်နေတာဖြစ်တယ်ကျန်းစာကြောင့်တက်တော် CEF နဲ့ဆ iam မတို့တွေဆက်ကပ်တယ်ပေါ့နော် CEF နဲ့တော့3နှစ်လောက်ဝေးကွာသွားတယ်အခုဒီကျောင်းပြီးသွားပြီဆိုတော့ပြန်လည်ပြီးတော့ပါဝင်မှာဖြစ်တယ်ဒီနှစ်မှာတော့ဆ iam မတွေနဲ့အတူဒီနေရာသို့လာရောက်ပြီးတော့ကလေးများနဲ့9ရက်တာကာလအတူတူပျော်ရွှင်စွာနဲ့ဖြတ်သန်းမှာဖြစ်ပါတယ်ဆ iam မနာမည်ကတော့နှမ်းရှားလုံးဖြစ်ပါတယ်ဆ iam မလည်းပေါ့နော်ဒီမှာရှိတဲ့ဆ iam မတွေနဲ့အတူ CF မှာပါဝင်ဆက်ကပ်နေတဲ့ဆ iam မတစ်ယောက်ဖြစ်ပါတယ်ကျွန်မကတော့တည်တာเนาะဖြစ်ပါတယ်ကမက်နစ်ချင်းအတင်းတော်မှာပဲပါဝင်ဆက်ကပ်ပါဝင်နေတယ်ပြီး CF မှာလည်းပါဝင်ဆက်ကပ်နေတဲ့ဆရာမတယောက်ဖြစ်တယ်ဒီနှစ်မှာလည်းပြန်ပြီးတော့เนาะတားလို့တမီးတို့နဲ့ပြန်တွေ့ရတဲ့အတွက်ကြောင့်ဖျားခင်ကျေးဇူးတော်ချီးမွမ်းပါတယ်တားတို့သမီးတို့မင်္ဂလာပါကဲဆရာမရဲ့နာမည်လေးကိုပြောပြကြည့်ပါဦးမှတ်မိတဲ့သူမျော်လင့်ပါတယ်ဘာလို့လဲဆရာမခက်ခဲကျေးဇူးတင်တယ်နော်ဆရာမရဲ့နာမည်အရှိဟာနန်းခက်ခဲမြန်ဖြစ်ပါတယ်ဆရာမသည် CF မှာအချိန်ပြည့်ပါဝင်စေခံနေတဲ့ဆရာမတူဖြစ်တယ်ဖခင်ရဲ့ကျေးဇူးတော်တသက်ကြောင့်စောထီတော်မှာရှိတဲ့တားငယ်သမီးငယ်များနဲ့ပြန်လည်ဆုံတွေ့ရတဲ့အမှုရာအတွက်လည်းကျေးဇူးတော်ကိုချီးမွမ်းတယ်နော်တပတ်တာမှာတို့တွေပျော်ရွှင်စွာနဲ့နှုတ်ကပတ်တွေကိုအတူတူခံယူပြီးတော့မှသင်ကြမယ်နော်ကျေးဇူးတင်နဲ့အရောက်ချင်စရိုင်းဖခင်ကောင်းကြီးပေးပါစေကဲတာလို့သူတို့မမီလာကျေးဇူးတင်ပါတယ်နော်အကရင်လို့နှုတ်ဆက်ရမယ်လေကဲဟုတ်ပြီကဲဖုန်းဘုကားတဲ့တိညာအမီဒီယာဟောဤတတိညာလို့နော် W မဆနာကင်းနေနော်တနီစီကထိပါဖုန်းဘုကားတဲ့တဖက်ဝ W နော်အခဲနေရဲနေရောလေပေါ်လေတတခုကစောကောနော်ဒါရောယမရလေ CEF နော်ခုဒါတနီစီကထိပါဖုန်းဘုကားတဲ့တဖက်ခုဒါ W ဖတ်တော့စစ်ဘလူပါကစားရအောင်နော်မောရဆိုရင်ခက်လက်ခက်စင်းနေတကယ်သားတို့မျိုးအားလုံးတွေ့ရတာအရင်ပဲဝမ်းသာပါတယ်လို့ဆ iam မနာမည်ကတော့လင်းနေကင်လို့ခေါ်ပါတယ်ဆ iam မကချင်းတိုင်းသူဖြစ်တယ်မြန်မာလိုကတော့ဆ iam မကတော့မျက်မိုးထွေးဆိုရင်လည်းခေါ်လို့ရပါတယ်လို့เนาะကံပဲနှစ်ချင်းတင်းတော့မှာအသင်းသူဖြစ်ပြီးတော့ CF မှာလည်းပါဝင်ဆက်ကပ်နေပါတယ်လို့အားလုံးပဲမင်္ဂလာပါဆ iam မနာမည်ကိုခုနမှတ်မိလိုက်လားမမမေးလိုက်ဆ iam မနာမည်ကဆ iam မစန္ဒာပါဆ iam မလည်း CF မှာအချိန်ပြည့်ပါဝင်နေပါတယ်ဆ iam မရဲ့မိခင်အသင်းတော်ကမြောက်ကလပါနှစ်ရှင်အသင်းတော်ဖြစ်ပါတယ်เนาะဆရာတော်ဝါတို့ဆရာဦးမြင့်လင်းတော်အသင်းတော်ကဖြစ်ပါတယ်လို့ဆ iam မလည်းသမီးလေးတစ်ယောက်သားလေးတစ်ယောက်ရှိပါတယ်လို့အားလုံးပဲမင်္ဂလာပါဆ iam မနာမည်ကတော့ဝေဖော်ဆိုလို့ခေါ်ရပါတော့
အရင်တစ်နှစ်ကတော့လာရပေါ့နော်ဒီနှစ်တည်းထပ်ပြီးပါဝင်ခွင့်ပေးလို့ဖျားခင်ရှိဦးစွာကျေးဇူးတင်တယ်တားရဲ့သမီးနဲ့ပြန်တွေ့ရလို့လည်းကျေးဇူးတင်တယ်ပျော်လေးပျော်ရပေါ့နော်ကျမကတော့ရွာမအနှစ်ချင်းခရစ်ရဲ့အသင်းတော်အဖြစ်တယ်ပြီးတော့CEF မှာတော့ခုဒီလို summer camp လေးပါလေးဆိုလို့ရှိရင်တော့ volunteer teacher အနေနဲ့ပဲပါဝင်စက်ကလေးရှိပါတယ်လို့အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်သချင်ပါတယ်ဒီမှာရှိတဲ့သမီးသားရဲ့ဆရာမကတော့အရင်နှစ်ကမပါဘူးเนาะလူသစ်ဖြစ်ပါတယ်လို့ဆရာမနာမည်ကတော့နမတာလို့ခေါ်ပါတယ်ဆရာမကတော့စီရဲမှာအချိန်ပြည့်ပါဝင်တယ်ဆရာမတယောက်ဖြစ်ပါတယ်လို့ပြီးတော့မှဆရာမအသင်းတော်ကတော့လေညီကိုများအသင်းတော်ရှစ်မိုင်ရပါเนาะအဖိုးတမောင်ထွန်းအသင်းတော်မှာပါဝင်နေပါတယ်လို့အရောက်စီတဲ့ဖျားသိကောင်းချီးပေးပါစေဆက်ပြောအောင်လားအဲ့ဆိုခဏပြန်ထိုင်ပါနော်ဟုတ်ဆရာမတို့ပြန်ထိုင်လိုက်ထိုင်နေပါမယ်နော်အချိန်ကဲသားတို့သမီးတို့ရေဆရာမတို့ကတင်နန်းနေစပြီနော်တင်နန်းနေစမယ်ဆိုလို့ရှိရင်ဆရာမတို့ကဒီလိုမျိုးမဟုတ်တော့အဖွဲလေးတွေထားပေးမယ်နော်အသင်းလေးသင်းထားပေးမယ်နော်အဝါရဲ့အစိမ်းရဲ့အနီရဲ့လိမ္မော်ရောင်ရဲ့နော်အသင်းလေးသင်းထားမှာဖြစ်တယ်လို့နော်အသင်းလေးသင်းမှာနားထောင်မယ်နော်ခေါင်းဆောင်ကိုမမတွေလည်းရှိရမယ်နော်ကိုမမတွေဆိုတာနည်းနည်းအကြီးတန်းတွေလူငယ်တွေကဥဆောင်ပေးရမှာဖြစ်တယ်တသင်းစီကိုနောက်တစ်ခုကကြတော့သားတို့သမီးတို့ကိုလည်းကူညီပြီးတော့မှကြီးကြပ်ပေးမယ်CEF ကနော်ခုနမိတ်ဆက်သွားတဲ့ဆရာမတွေလည်းအသင်းစီမှာ2ယောက်စီဆရာမတွေကကူညီပေးမှာဖြစ်တယ်နော်အဲ့ဒါလေးတွေမှတ်ထားမယ်နောက်လေဆွဲလေးတွေလည်းဆွဲရမယ်နော်အသင်းအလိုက်ပေါ့နော်ကိုအသင်းနဲ့ကိုထိုင်ရမယ်နော်ဆိုတော့နောက်ပြီးတော့ဆရာမတို့ကပြိုင်ပွဲတွေလည်းရှိတယ်နော်ဒီတိုင်းလာတက်ပြီးပြန်သွားရုံမဟုတ်ဘူးနော်ပြိုင်ပွဲလေးတွေရှိတယ်လို့နော်ဆိုတော့နေ့တိုင်းပြိုင်ပွဲလေးတွေရှိတယ်စုတွေလည်းပေးမယ်နောက်ဆုံးနေ့မှာလည်းစာမွဲတွေလည်းစစ်ကြအောင်မယ်နော်အရန်ခက်တာလည်းမမေဘူးနော်ဒါတို့သမီးတို့ဒီ9ရက်စာလေးမှာတင်သွားတာဘလောက်နားလေလေနော်တမန်တရားနဲ့ပတ်သက်ပြီးတော့မှဘလို့ရှင်းလင်းလဲဆိုတော့လေဆရာမတို့ကဒါတို့သမီးတို့အသက်အရွယ်လိုက်မေးသွားမှာဖြစ်တယ်နော်နောက်တစ်ခုကကြတော့နော်ဆရာမတို့အချိန်ချင်းလေးတွေကတ်လဲကတ်ပေးမယ်အခုတချို့ဘောပင်နဲ့စာရွက်လေးတွေပါတယ်သူလည်းမှတ်ထားပြီးနော်မနေ့ဆိုရင်နော်ဆရာမတို့8နာရီကနေ8နာရီခွဲ morning devotion နော်ခုနဆရာမဆန္ဒဥဆောင်တယ်လို့နော်မနေ့တိုင်းဆရာမ thank you မနေ့တိုင်းဆရာမတဦးစီကနေပြီးတော့မှ morning devotion ပြောမှာဖြစ်တယ်နော်တင်တန်းပဲချိန်စမလဲ8နာရီနော်အမှတ်ပေးမှာနော်အဲ့ဒါအမှတ်ပေးမှာနော်ကိုနောက်ကျသွားတယ်ဒါမှမဟုတ်ကိုအသင်းထဲမှာစကားနားမထောင်တာရှင်ကိုအသင်းကအမှတ်လေးတွေညော့သွားမှာနော်ဆိုပြိုင်ပွဲဆိုတော့စုတွေရမလားမရဘူးလားရမှာနော်စုတွေလည်းပြင်ဆင်ထားကြတယ်အသင်းတော်ကနော်ဆိုတော့ဒါကြောင့်စုပေးမှဖြစ်တဲ့အတွက်အကောင်းဆုံးလုပ်ကြမယ်နော်ဆိုတော့8နာရီကနေ8ခွဲကနက်နက်ဝတ်ပြုကိုးကွယ်တာ8ခွဲကနေ9နာရီခွဲကဆရာမတို့တချင်းတင်မှာဖြစ်တယ်နော်တချင်းတင်ကြားမှာဖြစ်တယ်9နာရီခွဲကနေ17နာရီခွဲကနော်ဆရာမတို့တမချန်းစာတင်ကြားတဲ့သင်ခန်းစာအချိန်ဖြစ်တယ်နော်တနာရီခွဲအဲ့ဒီထဲမှာပဲဆရာမတို့ကစားကြမယ်တချင်းတွေလည်းသင်မယ်အငယ်ဆုံးလေးတန်းဆိုရင်လည်းရောင်စုံခါလာလေးတွေလည်းခြေကြမယ်နော်17နာရီကနေ12နာရီကနေ့လယ်စာထမင်းစားချိန်ဖြစ်တယ်နော်နောက်ပြီးတော့12နာရီကနေတနာရီကအဖွဲလေ့ကျင့်ရမယ်အချိန်ဖြစ်တယ်နော်ဝါအစိမ်းအနီလိမ့်မော်ကို့အသင်းနဲ့ကိုလေ့ကျင့်မယ်နော်ဘာတွေလေ့ကျင့်မလဲဆိုတာပြီးရင်ပြောမယ်နော်အဖွဲလိုက်လေ့ကျင့်ရမယ်ပြီးရင်တနာရီကနေတနာရီခွဲနာရီဝက်ကသချင်းနေပြန်တင်มาဖြစ်တယ်။နောက်တနာရီခွဲကနေ2နာရီရကြတော့သာသနာပြုခြင်း mission lesson ပေါ့နော်။အဲ့ဒီသင်ခန်းစာလည်းပါมาဖြစ်တယ်တကယ်ကိုဖြစ်ရမှန်နော်။ဆရာမတို့တမာကျမ်းစာတွေကတည်းမကဘူးတကယ်အပြင်မှာဖျားစကားအတိုင်းလက်တွေ့အသက်ရှင်တဲ့သာသနာပြုဆရာဆရာမကြီးတွေရဲ့အကြောင်းကိုသင်ကြားမယ်အချိန်လဲပါဝင်มาဖြစ်တယ်။နောက်2နာရီကနေ3နာရီစိတ်ကြိုက်ဘာသာရဲ့အချိန်ဖြစ်တယ်အဲ့ဒါလေးတွေကတော့ပကြီးလေးတွေကာလာချေမဲ့တဖွဲရှိတယ်လက်မှုเนาะမနစ်ကတက်တဲ့သူတွေသိတယ်เนาะဆရာမသိတာဥဆောင်ပြီးတော့မှလက်မှုလေးတွေလုံးမဲ့အဖွဲလဲရှိတယ်နောက် praise and worship ဒီဗိမာန်တော်ထဲမှာပဲเนาะချီးမွမ်းခြင်းအကနဲ့เนาะဆရာမတို့ဖျားကိုဝုပြုကိုးကွယ်တယ်ဆိုတာကိုလေဒီစိတ်ကြိုက်ဘာသာရဲ့3ချိန်မှာမင်းတို့နှစ်သက်ရာလေးတွေကိုတက်လို့ရပါတယ်လို့เนาะနောက်တစ်ခုကကြတော့3နာရီကနေ4နာရီကတော့ပြိုင်ပွဲဖြစ်ပါတယ်လို့เนาะပြိုင်ပွဲဖြစ်တယ်ကဲဒီနေ့သားတို့သမီးတို့မေးချင်ပါတယ်အသင်းတော်ကပြောထားတယ်
ကျန်းစာပြိုင်ပွဲအတွက်ဘယ်ကျန်းစာကြက်ရမယ်လို့ပြောလဲသိလားပြောကြည့်ပါဦးယေရမီ9ကနေ10ကြက်ထားပြီလားဟဲ့တချို့ကခေါင်းခါတယ်တချို့ကကြက်ထားပြီဒီနေ့ပြန်ရမှာနော်ဒီနေ့ပြန်ရမှာအမူအရာတွေနဲ့အဖွဲလိုက်နော်ဘလို့စွဲရင်ပြသွားမှလဲနော်ဆိုခေါင်းဆောင်ကိုမမတွေလည်းဥဆောင်လို့ဆရာမတွေကလည်းဥဆောင်မှာဖြစ်တယ်နော်ဒီနေ့ကရွှေကျန်းချက်ချင်းအောင်မလားမချင်းတော့နော်ရွှေကျန်းချက်တော့ဟုတ်ပြီဒီနေ့ကအဲ့ဒီကျန်းစာပြိုင်ပွဲကြိုပြောထားတယ်ဆရာကိုလည်းနော်တလလူတွေကပြောထားပြီးသားအဲ့ဒီကျန်းစာပြိုင်ပွဲနော်မနေ့ဖန်ကကြတော့ရုပ်သေးပြိုင်ပွဲဖြစ်တယ်နော်ရုပ်သေးပြိုင်ပွဲဆိုတာမင်းတို့ကိုဆရာမတို့ကပြောထားမယ်ဥပမာနော်မုံငါလုံးနဲ့ငါးနှကောင်တဒံလုံးတရုတ်ထူရမယ်ဆိုတော့ကိုလှုပ်ရမှာဖြစ်တယ်နော်ရုပ်သေးဆိုတာ2မိနစ်လောက်ငြိမ်လေးနေရမယ်နော်အဲ့ဒီပြိုင်ပွဲလေးရှိတယ်နော်အားလုံးအဖွဲလိုက်ပါမှာနော်နောက်တစ်ခုကကြတော့16ရက်နေ့ပါကြတော့ငါဘသူလဲတဲ့နော်ငါဘသူလဲဆိုတာဆရာမတို့ကအရှိကနေတရုတ်ပြသွားမယ်ဇက်ကောင်ကိုမင်းတို့ကအောက်ကနေတည်င်းချင်းစီအားဖြေရမှာဖြစ်တယ်နော်နောက်18ရက်နေ့ကတော့တချင်းပြိုင်ပွဲရှိပါတယ်လို့နော်ဆိုလိုအငယ်တန်းဆိုလိုအကြီးတန်းနောက် group song เนาะဆရာမတို့ဒီနေ့ရစပြီးတော့တချင်းတွေတင်มาဖြစ်တယ်ပြိုင်ပွဲတွေเนาะရှိတယ်နောက်ဆုံးကတော့အရင်ခုံကြကောင်းတယ်ဗဟေနိနန်းတော်ကြည့်ဘူးလားဗဟေနိနန်းတော်ချို့မသိဘူးเนาะဗဟေနိနန်းတော်ဆိုလဲကျန်းစာတွေကိုအမေးအဖြေပြိုင်ပွဲကိုပဲလုပ်มาဖြစ်တယ်เนาะဆိုတော့အဲ့ဒီနေ့ကြမှာကြည့်ပေါ့เนาะဗဟေနိနန်းတော်ဆိုတာဘယ်လိုလဲဆိုတော့ပြောပြမှာဖြစ်ပါတယ်လို့เนาะဒါကြောင့်သားတို့သမီးတို့မှတ်ထားမယ်เนาะဒီနေ့ကဘာပြိုင်ပွဲလဲကျန်းစာနောက်တစ်နေ့ရောရုပ်သေးနောက်ငါဘသူလဲပြီးတော့18ရက်နေ့ကတချင်းเนาะဂျေစုတင်ပါတယ်လို့နောက်စီကန်းလေးတွေလည်းရှိရမယ်เนาะဒီမှာဘူးပြုတ်ကိုးကွယ်တယ်เนาะအမိုက်တွေမချဘူးအတန်းလေးတွေ6တန်းခွဲပြီးတော့တင်မယ်အသင်းနဲ့အတန်းနဲ့မယုံเนาะအတန်းကျန်းစာတင်မဲ့အချိန်ဆိုရင်ကိုယ့်ရဲ့ဆိုင်ရာဆရာမစီကိုပဲသွားရမယ်เนาะအသင်းဆိုရင်တော့အသင်းလိုက်နောက်နေအဲ့လိုထိုင်ရမယ်เนาะအခုကတော့ရောထားသေးတဲ့အတွက်လေเนาะဆိုတော့ဒီလောက်ပြောတာနားလေလားတောင်းသမီးတို့ရေနားလည်မယ်နော်နားမလည်တာရှိရင်လာမေးလို့ရမယ်အမိုက်မချဘူးအမိုက်တွေ့ရင်လည်းကောက်မယ်အထူးသဖြင့်တော့အကြီးလေးတွေကအငယ်လေးတွေကိုလည်းထိန်းရမယ်နော်ကြည်ပေးရမယ်နော်အငယ်လေးတွေကလည်းစကားမပြောမစော့ဘူးနော်စော့ရင်အမှတ်ကတော့သူ့ဟာသူအလိုလိုနေရော့သွားမှာဖြစ်တယ်နော်ဆိုတော့၄သိန်းလုံးကိုလည်းနိုင်စေခြင်းတယ်လीနော်ဟာဆရာမတွေကခါတယ်စဉ်းစားပြီးဟဲ့တော်လိုက်တာအနီလဲဟဲ့နော်အဝါလေးတော်လိုက်တာဆိုဘလို့အမှတ်ပေးရမှန်းမသိအောင်လို့မင်းတို့စူးစမ်းနေရမယ်နော်ကိုတယောက်ကြောင့်လည်းအမှန်မလျော့စေနဲ့နော်ကျေးဇူးတင်ပါတယ်လို့ဆရာမတို့နောက်ဘာဖြည့်ဆွဲခြင်းလေးလဲအဲ့ဆိုတချင်းစားလိုက်တော့ဟောအေးဟုတ်ပြီအခုဆရာမတို့အဖွဲတွေခွဲမယ်နော်အဖွဲခွဲမယ်လို့အယောင်လေးရင်နဲ့ခွဲမယ်နော်ဆရာမတို့အသက်လိုက်ခေါ်မယ်ထင်တယ်ဟမ်အသက်လိုက်ကဲအခုအငယ်ဆုံးတန်း KG လေးတွေအသက်ဘယ်လိုတတ်မှတ်လဲ3 4 5အသက်ဘယ်လောက်လဲ6နှစ်အောက်ကလေးတွေအကုန်ထွက်လာမယ်6နှစ်အောက်ကလေးဒီအရှိမအားလုံးတန်းစီမယ်6နှစ်တွေမပါဘူးနော်တနေ့2နှစ်3နှစ်4နှစ်5နှစ်ဟမ်ဟော6နှစ်ပါတယ်တဲ့တနှစ်ကနေ6နှစ်ထိတဲ့ပကဲထော်လို့ပြောမှာပေါ့တမရနော်တချို့အမေတွေကခေါ်လာမှာလေ3နှစ်ကနေ6နှစ်ထိနော်လာဒီယိုလာမယ်အားရှိပါရှိတာချောင်းနေလားဟလာယောက်ျားလေးဟိုကိုမမတွေလည်းတစ်ချက်ကြည့်ပေးနော်ဆရာမကိုကူညီပေးမဲ့သူတွေလည်းကိုယ့်ရဲ့မောင်လေးတွေညီမလေးတွေဘယ်အရွယ်လဲဆိုတော့အခု3နှစ်ကနေ6နှစ်လေးတွေလာပေးမယ်နော်ယောက်ျားလေးထားလိုက်မယ်နော်ဖုန်းမှာယောက်ျားလေးကုန်ပြီလား
ကဲသားတို့သမီးတို့6နှစ်ကုန်ပြီလား6နှစ်အောက်ကလေးတွေလက်ရခုနီအဖလားဝဲနီလေဟဲ့ထော်လေးလက်ရင်နော်နောက်တက်တဲ့လိုသေးတယ် အဖွဲ့တွေခွဲနေတဲ့အချိန်မှာတလက်စာတွေပေါ့နော်နေ့စဉ်အလူငွေကောက်ပါမယ်လို့နော်အဲ့ဒါလေးတွေလည်းတတိယပေးပါနော်လယ်ဇွဲတွေကပျောက်လို့မရပါဘူးเนาะလယ်ဇွဲတစ်ခုပျောက်ရင်9မှတ်လျှော့မယ်เนาะအဲ့ဒါမှတ်ထားเนาะ9မှတ်လျှော့မယ်တန်ဖိုးထားတတ်အောင်လို့ဆိုတော့ခေါင်းဆောင်ကိုကိုမမတွေကတော့တိမ့်ပေးရမယ်တာဝန်ရှိတယ်เนาะအဲဆိုညနေတိုင်းပြန်ရင်ကိုကိုမမတွေကတော့ခေါင်းဆောင်တွေကတော့ပြန်ပြီးတော့တိမ့်ပေးရမယ်เนาะကိုအသင်းကိုလယ်ဇွဲပျောက်လို့မရပါဘူးเนาะအငယ်ဆုံးတန်းလေးတွေကျိုးတွေလိန်တာကြစ်တာပြုတ်ကြတာမဲတာမရဘူးเนาะအဲ့ဒါပြောပြထားတာเนาะအဘော OD တတော်နော်အဘော yellow green အလားဖို့နေ OD တတော် orange လိမ္မော်နေ OD တတော် red အဝေါ်ဖို့နေ OD တတော်နော်ဘဘောဖို့ O တဖူးအလားဖို့ O တဖူးအဝေါ်ဖို့ O တဖူး orange O တဖူးနော်အစင်တော့တပလာဖို့နော်ကဲသားတို့သမီးတို့ရေအခု9နှစ်10နှစ်အရင်တက်လာမယ်9နှစ်10နှစ်အသက်ကိုမှတ်ထားမယ်နော်9နှစ်10နှစ်သမားတွေတက်လာမယ်နွေးနေဒုခွန်နေနော်ကဲလို့မြန်မို့တွေ့တာတတိုင်းချင်းစီတင်နိုင်တာပဲလေနော်သူတွေကဗာ10ရောက်တောင်ပြင်ထားတာပဲလား9နှစ်10နှစ်ဟွာလေဆရာမပြောမယ်နော်ဒါကအသင်းလိုက်နော်အသင်းလိုက်မှာအရွယ်ဆုံးနေပါအောင်လို့နော်ဒါပြိုင်ပွဲတွေအတွက်သင်ခန်းစာသင်ချိန်ကြတော့အသက်နဲ့ပြန်ခွဲမယ်နော်အသက်နဲ့ပြန်ခွဲမယ်အကြီးတန်းအငယ်တန်းအလတ်တန်း9နှစ်10နှစ်တည်လာမယ်
နွေးနေခေါ်နေအိုဒီယာမေအိုဟက်ထော်ဒီနော် ပစောဝါဖမကနေခုနီအဖောလာနော်ဘာလအတောတနီလူနီယနီခုနီပဒဒီဖိုရှမီအိုနေပကမဟက်ထောဆိုနော်ဖမကနေတဟက်ထောအိုဒဝီနီခေါနီအိုဒီယာတဲ့ အဲ့ဆိုလွယ်စဲတွေတက်လိုက်မယ်နော်အခင်းနေပွားခွဲလို့ရတာ group နော် group လအလွယ်ဖို့လူခါဘာလအတတပွဲထော်ခွိနီတေတဖာနေအဝတ်တေဟက်ထော်အခေတီနော်မေဝီနေပကစင်တော့တဘလာဖို့နော်အဘောနေကလဲဆူအဘောအိုနော် green အလားဖို့နေကလဲဆူ green အဝါအစိမ်းအနီလိမ့်မော်အဲ့လိုလားအခုဒီမှာသွားထိုင်ခိုင်းတော့သူတို့တွေနည်းနည်းနောက်ဆုတ်ခိုင်းလိုက်တော့ကဲအခုအသင်းလိုက်ထိုင်ရတော့မယ်နော်အဝါအစိမ်းအနီလိမ့်မော်ဆိုတော့နည်းနည်းလေးနောက်ဆုတ်ပေးပါလားခဏလေးအဝါတန်းလေးတွေအရင်လားနော်ပြီးခွဲပေးမယ်နော်အကြည့်နည်းနည်းလေးနောက်ဆုတ်ပေးပါအောင်လည်းဆိုရောထိုင်လို့ရတယ်နော်ဒီဘက်ကအဝါအစိမ်းအနီလိမ့်မော်နော်အဝါကဲအဝါလေးတွေအောက်ဆင်းမယ်အဘောပကစီလောအဘောစီလောလက်ပါခေါ်အဘောဟဲစီလောလဆူဟဲလက်တရမူဖက်နေဖို့မဟုတ်ဖက်နေစီအောင်ဒီတခေါနော်အဘဘောဖို့တင်နေကဟဲဆူတရမူရှိုးနော်ဟဲစင်နော်တကားနော်အဘဘောဖို့ခဲလအဘဘော yellow မီဝီနေ green အလားဖို့နော် green ဒီမှာအစိမ်းရောင်ကြည့်လဲတဲ့ green အဘွားတွေဘယ်သွားမယ်နော်အလားဖို့ရှယ်ကလေးလတီတီတရာအစိမ်းနေကိုအဆောနော်အစိမ်းနေစင်းမယ်အစိမ်း green အလားဖို့နော်ခက်ကမပကလေဟိပလီတေပထတေနော်မိနမေအဒိုရှမီလဲထော်ဟက်ဆော်ဒဘလခေါ်တေရောလားကဲအနီစင်းမယ်အနီရောင်ကဲအဘောဖူးရှဒီတမ်းမှာ red ဒီတမ်းမှာနော်မူဖိုးဖွဲ့နော်မူဖိုးယိုယိုခုခုဒီခွာ red ကဲစင်နော် red နီဝီနေ orange ခက်ကနော် orange တွေတော့ကဲ orange နေလာ t-shirt တီတာအိုတခေါ်နော်ကဲ orange ကကြည့်ပါမနော်လိမ္မော်တွေကဆီယမတီတာချမ်းတော့ orange နေလဖီတခေါ်နော်tu kilometer ဘာနေကွာလာ TV နော်ကိုအယောင်ကိုကြည့်နော်အနီဆိုအနီနဲ့တူတူထိုင်မယ်နော်ကဲဒီတခါ6နှစ်10နှစ်တွေလာခဲ့ပါအောင်6နှစ်10နှစ်ခွင်းနေအနီတစီနော်6နှစ်10နှစ်ကဲခွင်းနေတဲ့အနီတစီ6နှစ်10နှစ်
Pagare love ta no. Pagare love ta. Abo khani o ni to to phu abo mune o to phu no. ကြံသေးလား9နှစ်10နှစ်တည်ကြံသေးလားကိုယ့်အတက်ကိုသိရင်တက်လာမယ်နော် 9 to 10 years no. အဝါအတင်းနေအောင်ဆင်းမယ်အဝါဆွဲကြိုးအတင်းအဝါဘက်မှာထိုင်မယ် Okay, abo kasi lo no. Pagale su abo aro ni. အဝါတွေအောင်ဆင်းမယ်အစိမ်းအတင်းကိုနဲ့လွယ်ဆဲတူတဲ့အယောင်ဆင်းမယ်အနီးဒီကိုသွားမယ်အနီး Asay ni ko ay sa phwe no. Emi. သွားမယ် Awo အ ni နီးဒီမှာထိုင် pike. မယ်လေ Awo ni lelo pike o. Orange ni lelo. orange လက်ပတ် Su se akato da ko. Tramuti da o da ko no. Mama Mary phu o da ko no. Ni orange. 17နှစ်12နှစ်တွေလာမယ်17နှစ်ဒါအတင်းလိုက်နော်အတင်းလေးတွေခွဲမှာ17နှစ်လာမယ်အားလုံးတက်လာမယ်နော် Ke te to ko da ga kana tram ko tu ra ni no. Ba kha o to phu po mu o to phu no. Ki cha si me no. 17နှစ်နော်နောက်ကိုမစီဘူးတဒန်းနဲ့ညီအောင် O စီ to မယ် klo နော် kho no. Relo tu ta ta klo kho po no. Mi da so ne he tu la ta ka pa kho ni lo. Mama tu tu phwe na. Tu mi o di to ni tu ka ke ro ta phu kho na. Tu ka ke ro ta phu na. ဆရာမတို့ကလေအတင်းနေခွဲရဲဆိုတာနော်တယောက်နဲ့တယောက်ရင်းနှီးမှုရှိအောင်လို့နော်နှမဆိုရင်ကိုဖျားเจ้าကြီးပဲပေါင်းချင်တာမျိုးမဖြစ်ပဲနဲ့လေကြံတဲ့တငယ်ချင်းအစ်စ်တွေနဲ့လည်းရင်းနှီးအောင်လို့နော် လဲလိုက်လေဒီမှာအနီးကိုဒီမှာလိမ့်မော်ဘူးလား17 နှစ်ကဲအဝါအတင်းတွေအောင်ဆင်းမယ်အဝါကိုအယောင်လေးနဲ့ကိုထိုင်မယ်နော်အဝါအနီတွေသိလားဖိတ်အဝါအစိမ်း Wa bi asay အနီ bi လိမ္မော်
ပြီးရင်လိမ်မော် ကိုအယောင်နဲ့ကိုထိုင်မယ်နော်ဆွဲကြိုးတွေမလဲရတော့ဘူးနော်မှတ်တမ်းတင်ထားတယ်တဲ့နော်မပြောင်းရဘူးနော်အဖွဲတွေဆရာမတီတာမှတ်ထားတယ်နော်အကုန်လုံးမှတ်ထားတယ်73 14တွေလာမယ်73 14 စီတန်နီစီလွီနီ 73 14လာမယ်နော်မနစ်ကအမကလေးတွေပဲအဲ့ဒါအမကလေးတွေစီတန်နီစီလွီနီပေါ်ခွားကိုတဖူးပေါ်မကိုတဖူးနော်โอ้ตะกลัวข้อเนาะตะแตนเนเรลตุตะตะกลัวข้อละแต่ว่าโอกระทรตุตะเรเนาะဆရာမမေးမယ်ဒီထဲမှာ16 18တွေပါလားလက်ကလေးတစ်ချက်လောက်မြောက်ပြပါအောင်16 18 19 20ထိပါလားပါတယ်နော်ဩတယောက်ညာဟောကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့15နှစ်ပါတက်လာပေးပါတဲ့15နှစ် စီယန်နီစေကောကဲဟဲ့15နှစ်တွေတက်လာပေးပါဒါအသင်းလိုက်နော်အသင်းနဲ့ အခုကျန်တာဘူးဒီကျန်နေတယ်16 18 19 20မတ်တက်ရပြီလက်ညာထောင်များတယ်ညာ15နှစ်ခွန်လိုက်နော်15နှစ်တွေလာပေးမယ်နော်စီတစီလွီစီယန်နော်ခဏစောင်းနဲ့မဟုတ်ဘူးဒါပါပါလိုက်ဟောဟုတ်ကဲ့အဲ့တိုင်းပဲစီထားပေးနော်အောက်မှာအဲ့ဆိုကိုရောင်နဲ့ကိုသွားမယ်အဝါတင်းအဝါကိုထိုင်မယ်အဝါအနီးအစိမ်းလိမ်မော်ကိုရောင်နဲ့ကိုထိုင်မယ်မှတ်ထားပြီနော်ဆွဲကြိုးတွေလုံးဝမလဲရအောင်နော်ဟိုအသင်းပြောင်းခြင်းဒီအသင်းပြောင်းခြင်းနော်ဒါစီကန်းလေးနဲ့နော်ဆရာမတို့ချစ်ချစ်ခင်ခင်နော်15ဟလားဟာလေကျန်တာအဲ့အထက်ထိတစ်ချက်မတည့်ရခိုင်း16ဒီမှာရောက်ပြီ15နေတက်ပေးပါအောင်15 16နဲ့19တစ်ချက်လောက်မတက်ရက်ပေးပါရှိတဲ့နေရာကနေပေါင်းလိုက်မို့လားညားလိုက်တာ15 16 19ပေါင်းလိုက်ကောင်းမှဖြစ်တယ်နော်15 16 19ပေါင်းလိုက်တော့ဘယ်လိုလုပ်လိုက်မယ်ဒီ15တစု16တစု19တစုဒါမှပါစိမ့်နေကြ15 16 19ပေါင်းလိုက်မှဖြစ်တယ်နော်အဲ့လေရတယ်အခုတို့ကစိမ့်နေကြတယ်ထားလိုက်တို့အရင်လုပ်လိုက်မယ်နော်တို့အရင်လုံးလိုက်လေတဲ့အော်ရပြီပြန်ထိုင်လို့ရပြီပြီးရင်ခေါ်မယ်နော်ဟုတ်ကဲ့ဆရာမအဝါစမှာမဟုတ်ဘူးပြီးတော့အဝါနဲ့အဝါနဲ့အစိမ်းနဲ့ရောက်မှာပါရတယ်တမီးတို့ကိုအခွင့်မှာသွားထိုင်လို့ရတယ်ကျိုးဆွဲပြီးတဲ့လူတွေကိုအယောင်ကိုထားလိုက်နော်အဲ့ဆိုကြတဲ့ဟာကို16 17 18ထက်အကုန်ခေါ်လိုက်တော့အကုန်လုံးအထက်သွားနေ20 30 16 19 16နှစ်နဲ့အထက်အကုန်တက်လာပြီပါစီခုနီစုအဖို့ကိုခဲလာပကဲတော့နော်โอเคစီရီစီခွီစီဟောခဲလာနေပကဲတော့နော်သူ့ရဲ့ဘွယ်ရုံးကန်လေးနဲ့ပါဒါရရှာနေတာ
ဘက်တော့ကယောက်ျားလေးတွေဒီလိုဆရာတို့ကလာကြည့်ပေးရမှာလက်ညှိုးထောင်ခိုင်းလိုက်တယ်20လက်ညှိုးထောင်ပေးပါအသက်20 ဖလတ်တောက်ခီစီယူရိုဆူနော် ဟောတယောက်ပဲ19 စစ်ခွေးအခုတချို့ဆွဲကြိုးတွေမဆွဲထားဘူးတဲ့အိတ်ထဲပြန်သိမ်းတယ်သိမ်းလို့မရဘူးနော်အဲ့ဒါဓာတ်လျှောက်ဆွဲထားရမှာနော် ပကလိဆွဲရမှာပတထနုလထဘူးပါဖမက card name card နေပကလိခါလောပတကေထနုလပထဘူးပါတတေဖိုးရှကိုကိုဖိုးရှမမဖိုးရှအဖွဲ့လေးက9ရက်ပဲခွဲရတာနော်ဘာမှဝမ်းနေတာတွေမဖြစ်ပါနဲ့လို့ဒီတငယ်ချင်းတွေကအတင်းတော်တူနေလေနော်မတူတာတွေကိုဆရာမတို့အားလုံးမိသားရဖြစ်အောင်လို့ပါနော်ပကလိခါနော်ပကလိခါပဖဲနော်ပဖဲအဘောလာအဝ orange ပကလိခါနော်ဘယ်လိုဆက်မလဲဆရာမမလုပ်ဘူးဟုတ်လားစတဲ့ချိုးတွေပြန်လဲလို့မရဘူးเนาะအကြီးလေးတွေနည်းနည်းနားထောင်ပေးမယ်เนาะအခုကိုနေရာကိုပြန်ထိုင်မယ်အသင်းလိုက်လုံးဝမလဲပါနဲ့လို့เนาะတရာမူရှိတယ်ဒီမှာအခုအကြီးလေးတွေကိုနေရာမှာပြန်ထိုင်မယ်เนาะဆရာမတို့ခေါင်းဆောင်ရွေးမယ်เนาะခေါင်းဆောင်ရွေးပါမယ်လို့ဆရာမအေးစံဒီကလိုက်ကြည့်ပေးနေရနော်ခေါင်းဆောင်ရဲ့စကားကိုနားထောင်ရမယ်အငယ်လေးတွေနော်နောက်အကြီးတွေကိုယ်တိုင်လဲဆွဲကြိုးမလဲရအောင်နော်အဲ့ဒါဖះပေးထားတဲ့အယောင်လေးတွေနော်ဆရာမတို့ထဲမှာအမှတ်ပေးမဲ့ဆရာမရှိတယ်နော်ဘယ်သူလဲဆိုတာမပြောဘူးနော်ရှိပါတယ်လို့အဲ့ဒါအမှတ်တော့စပြီเนาะဒီနေ့စပေးပါတော့မယ်အခုချိန်ကစပါပြီလို့ခေါင်းဆောင်လေးတွေကိုလည်းတစ်ခါတည်းမှတ်ထားရအောင်ဆရာမတို့အခုရွေးနေပါတယ်လို့เนาะဆိုတော့နေခံဆရာမတွေကပိုသိတယ်လीเนาะဘသူပို့ပြီးတော့ဥဆောင်နိုင်လဲဆိုတာဆရာမမဟုတ်ရင်ကျမတို့လေသူတို့ကိုရွေးခိုင်းမလားသူတို့အကြီးအချင်းချင်းပဲရွေးခိုင်းမလား
ကောင်းတယ်ရွေးလိုက်နော် ကဲဆိုတော့အပေါ်ခွားနေအခေကိုဖူရန်နေတဲ့အတော်ဖူတဲ့ onyx 3ယောက်ထဲကသူ့ကိုရွှေမယ် ကဲကျန်တဲ့သူတွေရောသဘောတူတာလုပ်မယ်နော်တွတ်လေးနော်ဆရာမတို့အချိန်လေးအများကြီးကြံသေးတယ်ပြန်ကို onyx ဆိုရင်သဘောတူလားတူတယ်နော်ကို onyx အပေါ်မူကြတော့နေ ကဲအကြီးလေးကတောင်းရေး မမအေစာဘလူးမူနော်โอเคနော် ကဲမတက်ထပြပါအောင်အဝအသိခေါင်းဆောင်မတက်ထမယ်သိအောင်လို့ ကို onyx တဝဲနေမမအေစာဘလူးမူနော်အပေါ်အဲ့ဒါနေနော် group leader နော်ကဲဒီဘက်မှာကျတော့ကတော့အောင်လင်းထိုက် sorry ကိုအောင်လင်းထိုက်နော် ကိုအောင်လင်းထိုက် မမနေပြီဖောနော် မရောခေါင်းဆောင်မမတွေ့သေးဘူးမတားလေ မမနေပြီဖောစစ်တယ်နော် โอเคကဲအနီသေး ပေါ်ခွားကိုခွဲရလဲပေါ်ခွားကိုခီးရတော့အော်ချီတာဝေးကိုချီတာဝေးနော် group leader ကိုချီတာဝေးအပေါ်မူရောမမခွဲဖော်တယ်မမ Honolulu မဲဆိုတော့သဘောတွေကြာနေ မမဖေဘလူတော့နော်ကဲလီရခေါနေအပေါ်ခွားဖားတို့ကြီးရှပေါ်ခွားဒါလေအော်ခီမူဖော်အပေါ်မူရောအပေါ်မူမတယ်လေဟမ်ဒီတင်ညာတုခလချူဖောနော်လက်စကရခုမမချူဖောတော့ခင်းဖောနော်ဒါဆိုလို့ရှိရင်ခေါင်းဆောင်များနော်ကို့အတင်းသားတွေကိုနာမည်လေးတွေတစ်ခါတည်းမှတ်ထားပြီးတော့နော်ပြီးရင်ဆရာမတို့ name card လေးတွေထည့်ပေးမှာဖြစ်တဲ့အတွက်ကို့ကလေးတွေကိုကိုမှတ်ထားမယ်နော်ကလေးတွေကလည်းမပြောင်းရဘူးနော်ကိုမမတွေရဲ့စကားကိုလုံးဝနားထောင်ရမယ်နော်ပြီးရင်မင်းတို့အတန်းကိုကူညီပေးမဲ့ဆရာမတွေလည်းရှိသေးတယ်နော်ခေါင်းဆောင်ကိုမမတွေမဟုတ်ဘူးဆရာမတွေလည်းရှိသေးတဲ့အတွက်ဆရာမများလည်းတသိန်းကို2ယောက်စီရှိတယ်နော်အဲ့ဆရာမတွေကိုလည်းမိတ်ဆက်ပေးပါမယ်လို့အဝါအသင်းကိုနော်ကြီးကြပ်ပေးမယ်ဆရာမ2ဦးကတော့ဆရာမတို့အပေါ်တက်ပေးပါဆရာမစန္ဒာနဲ့ဆရာမတက်ဖြစ်ပါတယ်အဝါအသင်းနော်အဝါအသင်းမင်းတို့သဘောကျတယ်မလားဆရာမတွေကထက်တယ်နော်ထက်မိုးဘူးနော်သိလားတေးချာခေသူမဟုတ်ဘူးနော်ရှော့တွက်လို့မရဘူးနော်အဲကြောင့်ခေါင်းဆောင်နေနဲ့တိုင်ပင်ရမယ်နော်ဟုတ်ပြီအစိမ့်သင်းတွေဘူးလေဆရာမမြတ်မိုးထွေးနေဆရာမရှားလုံးလက်ခုပ်တီးပေးရအစိမ့်သင်းအနီအသင်းကဆရာမများကျေးဇူးပြုအပေါ်တက်ပေးပါဟိုကအရန်ငယ်နေတော့လေကလေးတွေမမြင်ရမှာဆိုလို့အနီအသင်းကဆရာမမားတာနဲ့ဆရာမအက်စတာ2ကိုခေါင်းဆောင်ဆရာမတွေနော်လိန်မော်အသင်းကဆရာမခက်နဲ့ဆရာမဝေဖောဆိုးမှတ်ထားမယ်နော်ဆရာမတွေကိုလည်းအကူအညီတောင်းလို့ရတယ်ဆရာမတွေကလည်းမင်းတို့ကိုဥဆောင်ပြီးတော့မှ guideline လုပ်ပေးတဲ့အခါမှာမင်းတို့ကလည်းနားထောင်ပေးမယ်နော်ဘာပစ္စည်းတွေရှာပြိုင်ပွဲမှာဘာတွေလိုတယ်ဆိုမင်းတို့ကနေခံဖြစ်တဲ့အတွက်အဲ့ဒါတော့ကူညီပေးနော်ဟုတ်ပြီလားဆိုတော့ဒါကမင်းတို့ကိုဥဆောင်ပေးမယ်ဆရာမတွေဖြစ်ပါတယ်လို့နော်မင်းတို့ကိုကြီးကြပ်ပေးမယ်ဆရာမတွေဖြစ်တယ်နော်ကျေးဇူးတင်ပါတယ်ဆရာမတွေကိုလည်းမှတ်ထားမယ်ကဲစပြီအတန်းလားချင်းရေလုံးမယ်အမေစင်းကိုယူလုံးလိုက်ပြီးအမှတ်ပေးမယ်အေးဟုတ်တယ်အခုတော့မလို့တချင်းအခုချိန်မှာနော်ခေါင်းဆောင်နေလဲကိုယ်ကလေးတွေကိုကိုမှတ်ထားမယ်နော်နာမည်စင်းလေးတွေတော့ရသလောက်မှတ်ထားမယ်အခုအချိန်ကတချင်းတင်ကြားမဲ့အချိန်ဖြစ်ပါတယ်လို့အားလုံးဂုဏ်တော်ချီးမွမ်းဖို့အတွက်လက်ခုပ်တီးပြီးကြိုဆိုရအောင်ဆရာမတို့တချင်းတင်ကြားခြင်းတွေဆုတောင်းမယ်နော်အဖ
ဖဖျားကိုရော့ကိုဂျေစုတင်တယ်အခုလည်းပဲအတင်း၄သင်းလုံးခွဲပြီးသွားပါပြီအငယ်ဆုံးမှအကြီးဆုံးထိဒီတင်နန်းမှာအတင်းလိုက်အကောင်းဆုံးပါဝင်စက္ကန့်လှုပ်ဆောင်နိုင်ဖို့လဲမဆပါအခုလဲဂုံတော်ချီးမွမ်းတဲ့အခါမှာလဲနှလုံးသားတွေကပါပြီးချီးမွမ်းဖို့ဖြစ်စေပါတင်ကြားပေးမဲ့ဆရာမတွေခံယူမဲ့သားသမီးတွေလည်းကောင်းကြီးဖြစ်စေပါသခင်ယေရှုနာမ၌အချိန်တိုင်းအတွက်ဆုတောင်းပါ၏အာမင်အခုချိန်ရစပြီအမှတ်စပေးပါပြီလို့နော်ဝိုင်းပုတ်လေးရှိလားမသိစတန်လေးဟိုစာတချင်းချက်လေးထောင်ညင်လို့ရှိပါလားအကြီးလေးတွေတစ်ချက်လောက်ဝိုင်းပုတ်ရှိလားဝိုင်းပုတ်နဲ့စတန်လေးဆရာမတို့တချင်းချက်လေးတွေပြချင်လို့နော်ဒါဘယ်သူရတော့သားတို့သမီးတို့လည်းတချင်းစာရွက်ကိုပိုင်ဝေမှာဖြစ်တယ်ကိုနာမည်ကိုထိုးမယ်ကိုအတင်းကိုထိုးမယ်နော်ပျောက်လို့မရဘူးနော်ပြန်ပျောက်သွားရင်ပြန်မရဘူးနော်တချင်းစာသားလေးတွေဒီတစ်ပတ်လုံးတင်မဲ့တချင်းများဖြစ်ပါတယ်လို့နော်ဆရာမတွေဝေပေးနေပါတယ်သတိဖလားမြတ်တယ်သားတို့သမီးတို့ရေကဲဟုတ်ပြီရှေ့ကိုလှည့်မယ်နော်ကဲဆရာမတို့မြန်မာပြည်မှာယာတင်ရုပ်ဘယ်နှခုရှိလဲပြောကြည့်ပါဦးနေရာဒီမှာထူးခြားတဲ့ဝိသေသလေးပြောကြည့်ပါဦးနေရာဒီမှာဘလို့နေလဲတို့တွေဟုတ်တယ်ပူတယ်ကျောင်းနေရဘာလို့ထားလဲပိတ်ထားတယ်စာမွေးတဲ့ပြီးကျောင်းနေလဲပိတ်ပြီးနေရာဒီမှာအပင်လေးကြည့်ရင်တစ်ပင်လေးရစိတ်ကလားခြောက်နေလား6တွေ့နေတယ်เนาะအရွက်ဝါလေးကြီးကျွေးတယ်ဒီလိုရာသီမှာတို့တွေကဖခင်ရဲ့ကျေးဇူးတော်ကြောင့်စောတိတော်အသင်းတော်မှာတို့တွေကျမ်းစာသင်တန်းကိုတက်ရတာပျော်လားမပျော်ဘူးလားပျော်တယ်ဒါကြောင့်မို့တို့တွေဝမ်းမြောက်စွာနဲ့ပဲเนาะတငယ်ချင်းနှုတ်ဆက်မယ်နှုတ်ကပတ်တော်တွေကိုခံယူကြမယ်တဲ့ရရှိထားတဲ့နေရာသီအချိန်လေးကိုအချင်းကြီးမဖြစ်ဘဲနဲ့တို့တွေနှုတ်ကပတ်တော်ကိုခံယူကြရအောင်ဆိုပြီးမှတယောက်နဲ့တယောက်အားပေးပြီးမှနှုတ်ဆက်ထားတဲ့တခြင်းလေးပဲဖြစ်တယ်ဟုတ်ပြီเนาะဒါကြောင့်မလို့ဒီတခြင်းလေးကိုနားထောင်မယ်เนาะတချင်းစာသားအနေမြင့်เนาะတချင်းတန်စင်အနေမြင့်လေးနားထောင်မယ်စာသားလေးလိုက်ကြည့်မယ်เนาะတချင်းကလွယ်လွယ်လေးပဲဟုတ်ပြီလား
ပြီးသွားတာဖြစ်တယ်နော်ကဲဒါဆိုတာတို့သမီးတို့လိုက်ဆိုတော့နော်လိုက်ဆိုတော့ဒါပြိုင်ပွဲဝင်သရှင်လာတော့မသိသေးဘူးနော်အဲ့တော့လိုက်ဆိုမယ်ရမှာဖြစ်မှာနော်ပြီးရင်ဆရာမတွေကအမူအရာသင်ပေးမယ်နော်ဆရာမမျက်မှောကစပြီးတော့အမှတ်ပေးနေပါပြီလိုက်ဆိုတဲ့အချိန်မှာတဲ့ဘယ်အသင်းအဝါအစိတ်အနီးလိမ်မော်လေးကဘယ်အသင်းကအာရပါဆိုလဲဆိုတာ तू အမှတ်ပေးမယ်တဲ့နော်ဒီနေ့ကစအမှတ်ပေးပါပြီလိုက်ဆိုမယ်နော်ပူပါတယ်ຫນွေကိုပြန်ရောက်ပြီကွယ်ရင်ကုန်းစားမျောလင်းရင်စောင်းနေတယ်ရောဝါရီကျင်းနေရကလေးမှာကွယ်အတူပြန်ဆုံးမဲ့တကယ်ချင်းများစွာရဲ့လက်ကုပ်လေးနဲ့ဆုံးမဲ့ရှင်မရင်နဲ့ကကုန်မဲ့နာတို့သားလည်းတကယ်ချင်းရဲ့လာလေးတို့ဆက်မဲ့ရှင်လက်ကုပ်လေးနဲ့ဆုံးမဲ့ရှင်မရင်နဲ့ကကုန်မဲ့နာတို့သားလည်းတကယ်ချင်းရဲ့လာလေးတို့ဆက်မဲ့ရှင်မင်္ဂလာပါရောချစ်တာလောကမှာနာချစ်တာ Oh can you ba sing chimba la kana shamba nere nu yo no jo ta ta nya ga tu yu sia ya shi ta le ki shi ma ne ya ti le chi ni ki se ne kwa bu ba de nwe ko pian yauk bi le tan nan le so twa me no a pon hao mo hu no bu ba de so me ပါတယ်ຫນွေကိုပြန်ရောက်ပြီကွယ်ဟုတ်ပြီရင်ခုန်စွာမျောလင်းရင်စောင်းနေတယ်ရောဝါရီကျွေးနေရကလေးမှာကွယ်အတူပြန်ဆုံးမဲ့တကယ်ချင်းများစွာရဲ့လက်ခုပ်တီးပြီးချစ်ဆိုမဲ့ရှင်မရင်နဲ့ကကုန်မဲ့အနာတို့ထားလိုက်ပြီးရှိရဲ့လာလေးတို့ဆက်မဲ့ရှင်ရဲ့လက်ခုပ်တီးပြီးချစ်ဆိုမဲ့ရှင်မရင်နဲ့ကကုန်မဲ့အနာတို့ထားလိုက်ပြီးရှိရဲ့လာလေးတို့ဆက်မဲ့ရှင်ရဲ့မင်္ဂလာပါရောချစ်တာနှုတ်ကပတ်မှာချမ်းသာ Can you ba sing chimba na ka lai shao ba ye ye nu pyo no nu ta cha mya ga tu yu sia ya shi ta de bi chin ma ni ya ni chi ni ki se ne kwa ya shi ta de bi chin ma ni ya ni chi ni ki se ne kwaအဲ့တော့ဆိုလို့ရှိရင်တရှင်းလေးရလဲရတော့လောက်ရှိသွားပြီเนาะပိုးလို့ရတော့ထပ်ပြီးတော့သင်မယ်เนาะဒါပေမဲ့အမူအရာသင်ပေးမယ်เนาะအမူအရာသင်ဖို့ဆရာမခက်ခက်ကိုဖိတ်ခေါ်ပါတယ်ဆရာမခက်ခက်ရဲ့လက်ကုပ်တရားအောင်ဆရာမမျက်မိုးရဲ့ဆရာမရှားလို့ဆရာမတွေအားလုံးပေါ်တင်မယ်ဆရာမခက်ခက်ကဥဆောင်ပြီးသင်သွားမယ်เนาะဟုတ်ပြီကဲအမူအရာလေးတွေသင်မယ်ဆိုလို့ရှိရင်သားတို့သမီးတို့ကစာရွက်လေးတွေအောက်ရှာတာနော်လောက်ပါဆရာမခက်ခက်ပွဲတယ်ကဲဟုတ်ပြီနော်ကဲဒါဆိုဆရာမခေါ်ပေးမယ်နော်ကဲလက်ကလေးတွေအားပြီလားအိမ်မှာထားခဲ့လားကဲလက်ကလေးတွေမြောက်ပါအဝါအားလုံးမမြောက်ဘူးကဲအစိမ်းကမြောက်ကြည့်ပါဦးအစိမ်းကလည်းရှေ့ရကြံတယ်အနီးကအားလုံးမြောက်တယ်လိမ့်မောဟုတ်ပြီလက်ကြံခဲ့တဲ့လူကတော့မလုံးနဲ့ပေါ့နော်ကဲဟုတ်ပြီကဲဒါဆိုဆရာမခက်ခက်အမူအရာပြမယ်နော်ကဲပြီကဲပူပါတယ်ຫນွေကိုပြန်ရောက်ဘူးကဲရက်ခတ်တဲ့ပုံလေးတဲ့ဟုတ်ပြီຫນွေကိုပြန်ရောက်ပြီကဲပြန်လို့ကြည့်မယ်ပူပါတယ်ပြန်ရောက်ပြီကွယ်ရင်ခုန်စွာမျောလင်းရင်ဆိုရင်ဘယ်နှလုံးသားလေးပေါ်မှာနှလုံးသားခုန်တဲ့ပုံလေးလုပ်မယ်ရင်ခုန်စွာမျောလင်းရင်စောင့်နေမယ်တရှင်းလဲလိုက်ဆိုလေအမူအရာလဲလိုက်လို့တရှင်းလဲဆိုမယ်နော်အမတ်တွေပေးနေပါလေကဲအဲ့နှစ်ကြောင်ပြန်လုံးကြည့်အောင်ပူပါတယ်ကဲလိုက်ဆိုမယ်ပူပါတယ်ຫນွေကိုပြန်ရောက်ပြီကွယ်ရင်ခုန်စွာမျောလင့်ရင်စောင့်နေမယ်အဲ့မှာလက်မချအောင်အဲ့တိုင်းလေးမယ်နော်လက်ကလေးမချဘူးတဲ့ဒီအခါမှာအဲ့ရနေရွက်ဝါတွေကျွေတဲ့ပုံလုပ်မယ်ရွက်ဝါတွေကျွေຫນွေရက်ကလေးမှာကွယ်ကြည့်ကြည့်လားဆရာမကလက်ကလေးကိုအပြင်ကိုထုတ်သွားတယ်နော်အရွက်ကလေးတွေကျွေတဲ့ပုံနဲ့နော်ဟုတ်ပြီနော်ဆက်သွားမယ်နော်
အဲ့မှာရောဝါတွေညွေရပြီးမှကွယ်ပြီးအတူပြန်ဆုံးမဲ့ဆိုရင်ဘယ်လက်လေးတော့မဲ့တူပြန်ဆုံးမဲ့တငယ်ချင်းများစွာရဲ့ခက်လားအနာရပြီနော်ပြီးရင်အတူပြန်ဆုံးမဲ့တငယ်ချင်းများစွာရဲ့ပြီးရင်လက်ခုပ်တီးပြီးတချင်းဆိုမယ်ကဲလုံးမယ်လက်ခုပ်တီးပြီးတချင်းဆိုမယ်လက်ခုပ်ကနှစ်ချက်ပဲတီးတယ်ဆရာမဒါမပေါ်တော့နော်1 2 3 4အဲ့တော့တချင်းထည့်မယ်လက်ခုပ်တီးပြီးတချင်းဆိုမယ်ပြီးချီးမွမ်းရင်းနဲ့ကောက်ခုံမယ်ဆိုရင်ဘယ်ဘက်ကမိုက်ခရိုဖုန်းကင်နဲ့ကင်ချီးမွမ်းရင်းနဲ့ကောက်ခုံမယ်နှစ်ချက်ပဲခုံတယ်နော်ကဲပြန်လုံးကြအောင်လက်ခုပ်တီးပြီးလက်ခုပ်တီးပြီးတချင်းဆိုမယ်ချီးမွမ်းရင်းနဲ့ကောက်ခုံမယ်နားတော့ထားလိုက်ဆိုရင်ဘယ်ဘက်ထားလိုက်အနာတော့ပဲနားတော့ထားလိုက်တငယ်ချင်းရဲ့လုံးကြည့်ပါအောင်အတွဲလေးတွေနားတော့ထားလိုက်တငယ်ချင်းရဲ့โอเคလားလာလေနှုတ်ဆက်မယ်ဆိုရင်ညာချင်းလာလေနှုတ်ဆက်မယ်ရှိတ်ခိโอเคလားကဲထားစီပြလုံးကြည့်အောင်ပြန်လုံးမယ်လက်ခုပ်တီးပြီးချီဆိုမယ်ချီးမွမ်းရင်းနဲ့ကခုံမယ်အနာတို့ထားလိုက်တငယ်ချင်းရဲ့လာလေနှုတ်ဆက်မယ်ရှိတ်ခိโอเคလားအဲ့ရနေဆက်သွားမယ်နော်မင်္ဂလာပါမင်္ဂလာပါကဲမင်္ဂလာပါပျော်ရွှင်စွာဆိုလက်ခုပ်တီးမယ်ပျော်ရွှင်စွာနှုတ်ကပတ်တမကျန်းစာအဲ့တော့ဘယ်ဘက်လက်လေးလာမယ်ကျန်းစာပုံလေးနှုတ်ကပတ်တမကျန်းစာအိုးခံယူပါဆိုရင်လက်လေးကိုရှေ့ထုတ်လိုက်မယ်ခံယူပါစင်ချင်းပါနာခံလိုက်လျှောက်ပါအဲ့ဒီစင်ပြေလားတက်သွားမယ်နော်အဲ့ရနေပြီးတော့မှညာဘက်လေးကိုတလှမ်းတိုးမယ်ဘယ်လိုတိုးမလဲဆိုရင်ငယ်ရွယ်နှုတ်ပြိုသောတို့အသက်တာအများကသူ့ယူစရာဟုတ်ပြီနော်အဲ့အမူအရာရပြီနော်ပြီးရင်အများကသူ့ယူစရာဆိုရင်ညာဘက်လက်လေးကိုဝိုက်မယ်အများကသူ့ယူစရာဟုတ်ပြီရမယ်နော်ပြီးအဲ့ဒီညာလက်လေးပဲရရှိထားတဲ့ဒီချိန်မှာရရှိထားတဲ့ဒီချိန်မှာနိုင်လေးကိုပြရနော်ဆရာမနိုင်မပတ်ထားလို့နော်အစင်ပြေလားမဆရာမမျက်မိုးပတ်ထားတယ်နော်ကဲပြန်လုံးကြည့်ရအောင်ရရှိထားတဲ့ဒီချိန်မှာပြီးဘယ်တစ်ချက်ညာတစ်ချက်နွေရာသီလေးချီနေမဖြစ်စေနဲ့ကွာနွေရာသီလေးချီနေမဖြစ်စေနဲ့ကွာခက်လားကဲဒါဆိုမတည့်ရပြီအစဆုံးလုပ်ကြည့်ရအောင်အမူအရာပဲနော်စမယ် ready ကဲဆရာမခေါ်ပေးမယ်နော်ဗဇက်ကလေးဆိုအမူအရာလေးလုပ်ပေးနော်ကဲပူပါတယ်နှွေကိုပြန်ရောက်ပြီကွယ်ပူပါတယ်နှွေကိုပြန်ရောက်ပြီရင်ခုန်စွာမျောလင်းရင်စောင့်နေတယ်စောင့်နေမယ်ရောဝါတွေကျွေးနေရွက်ကလေးမှာကွယ်သူပြန်ဆုံမယ်တငယ်ချင်းများစွာရဲ့လက်ခုပ်တီးပြီးတချင်းဆုံမယ်ရှစ်မရဲ့နဲ့ကောက်ကုန်မယ်အနာတိုးထားလိုက်တငယ်ချင်းရဲ့လာလီနှုတ်ဆက်မယ်ရှိတ်လက်ခုပ်တီးပြီးတချင်းဆုံမယ်ရှစ်မရဲ့နဲ့ကောက်ကုန်မယ်အနာတိုးထားလိုက်တငယ်ချင်းရဲ့လာလေနှုတ်ဆက်မယ်ရှေ့ဟိမင်္ဂလာပါပျော်ရွှင်စွာနှုတ်ကပတ်တမကျန်းစာခံယူပါစင်ချင်းပါနာခံလိုက်လျှောက်ပါငယ်ရွယ်နှုပြိုသောသူသက်တာအများကသူ့ယူစရာရရှိထားတဲ့ဒီချိန်မှာနေရာဒီလေးချီနေမဖြစ်စေနဲ့ကွာအစင်ကြီးလာတော့သူတီလုံးလာတဲ့အချိန်မှာလက်ခုပ်ကနှစ်ချက်ပြီးလူမျိုးရက်ခတ်တဲ့ပုံလေးနှစ်ချက်ဝင်တီလုံးလေးမှာနော်အဲ့မှာလေးဆရာမခက်ဆိုတာဟိုပါလေဒါတို့သမီးတို့ကြားလိုက်လားဆရာမအနာလေးမှာတင်ဖို့မေးသွားတယ်နော်မင်္ဂလာပါပျော်ရွှင်စွာနှုတ်ကပတ်တမကျန်းစာအိုးခံယူပါစင်ချင်းပါနာခံလိုက်လျှောက်ပါအိုးဆိုတာပါမယ်နော်အဲ့မှာပါထည့်ပြီးတော့ဆိုမယ်နော်ဒါဆိုရင်သားတို့ဒီမှာအားလုံးပြန်ထိုင်မယ်သားတို့ဒီမှာတချင်းဆိုပြီးနော်ဆရာမတို့အမူအရာလေးနဲ့တို့တွေချီးမွမ်းမယ်အမူအရာလေးကြည့်မယ်နော်ဘာစောလာမယ်ဘယ်လိုနဲ့တွဲထားလဲရတယ်သမီးတို့နှစ်ယောက်ကရှေ့ကနေခံကဲတားတို့သမီးတို့ကဆင်မတွေဆိုတဲ့ဟိုကတဲ့ချိန်မှာတရှင်းဆိုပေးနော်တပိုက်ကပြန်
ကဲဒါဆိုရင်အားလုံးမတ်တက်ရမယ်နော်ဆရာမောင်းနဲ့တူချီးမွမ်းရအောင် ဆရာမတွေတင်တော့မှတခြားလောက်တာတော့အမှတ်တွေပေးတယ်ဟိုးမှသိလားအရှိဆုံးမှဆရာမ2ယောက်ထိုင်နေတာလေအဲ့ဒါအမှတ်ပေးတိုင်လူကြီးတွေဟိုအရှိဆုံးမှအရှိမှအမှတ်တွေပေးနေတယ်နော်အားလုံးသူရအောင်ယူထားနော်ဟုတ်ပြီဒါဆိုရင်အားရပါရှင်းမရအောင်နော်ကြည့်နေတယ်နော်ဆရာမ2ယောက်ကဒီတိုင်းထိုင်နေတာမဟုတ်ပါဘူးလို့နော်ဟုတ်ပါပြီကဲအားလုံးထားပြီးတော့အမူအရာလေးတွေပြန်လာလို့ဆိုမယ်နော်လက်ခုပ်တစ်ချက်ပဲနော်လက်ခုပ်တစ်ချက်ပဲကဲဒါဆိုရင်
တားတို့သမီးတို့ရေနောက်ထပ်တချင်းလေးတစ်ပုတ်ကိုတသားသမီးတို့တင်ပေးခြင်းနဲ့ကဲတသားသမီးတို့တချင်းလေးရဲ့ခေါင်းစဉ်ကိုဖတ်ကြည့်ပါအောင်ထိုးထားတာကဲဟုတ်ပြီတခုခုငလင်လုံးမယ်ဆိုတာအချိန်မီသိမယ်ဆိုရင်တို့တွေဘာလုပ်ကြလဲအေးထွက်ပြေးမှာဗောပြင်ဆင်မှာဗောလွတ်မဲ့တရားတို့တွေဘာလုပ်မလဲရှောင်မှာဗောတခုခုဆိုတို့တွေကအချိန်မီသိမယ်ဆိုလို့ရှင်เนาะပြင်ဆင်ခြင်းရဗောဒါဆိုရင်တောက်သမီးတွေဒီနေ့လောကကြီးမှာเนาะအချိန်မီမသိလိုက်လို့မျိုးဖြစ်ပြတ်သွားတဲ့အရာတွေအများကြီးဆုံးရှုံးသွားတဲ့အရာတွေအများကြီးရှိတယ်ဒီနေ့တောက်သမီးတို့ဘဝတက်တာမှာလဲလေအချိန်မီသိခွင့်ရခဲ့ရတာနဲ့เนาะတသားမိမိတို့ပြင်ဆင်ဖို့အတွက်เนาะအချိန်ရရဲ့သားနဲ့မလုံလိုက်မိဘူးဆိုရင်เนาะဒါကတော့ဘသူ့ရဲ့အမှားဖြစ်မလဲအေးဒီနေ့တော့ကြောက်ချင်းအချိန်မီတိခွင့်ရဖို့အတွက်ပြင်ဆင်ထားတဲ့အရာတစ်ခုရှိရဲ့အဲ့ဒီအရာကတော့ဘာလဲဆိုဒီနေ့တော့ဒီလောကကြီးကထွက်သွားမဲ့အချိန်ကိုတို့တွေသိလားမသိဘူးဒါပေမဲ့အဲ့မထွက်သွားခင်အသက်ရှင်နေတဲ့အချိန်မှာလေတို့တွေအချိန်မီပြင်ဆင်လို့ရရတာတစ်ခုရှိအဲ့ဒါကတော့လေတို့တွေကဒီလောကကြီးထဲမှာမနှက်ကလည်းဒီချိန်က morning devotion ထဲမှာပြောသွားပြီးပြီဒီလောကကြီးထဲမှာတို့တွေအသက်ရှင်တဲ့အခါမှာဘယ်အရာတွေကိုမလုပ်ချင်ပဲလုပ်မိနေလဲအပြည့်ဒူစီဟိုင်းမကောင်းတဲ့အရာတွေဖះမကြိုက်တာတွေလုပ်မိတယ်ဘာကြောင့်လဲတို့တွေမွေးနေရပါပဲလေအပြစ်သားဒါကြောင့်မလို့တို့တွေကဒီအရာကိုမလုပ်ချင်ဘူးယုံထွက်ဖို့ခက်တယ်မလုပ်ချင်ဘူးမဆဲချင်ဘူးရမဖြစ်ချင်ဒါမှညံပြစ်မိတယ်ဆဲမိတယ်မိဘကိုခံပြောမိတယ်ဟုတ်တယ်မလားအေးကိုယ့်ရဲ့ဆွမ်းတဲ့ဒီအရာတွေကိုလွန်မြောက်နိုင်ဖို့တို့တွေမတက်နိုင်ဒါပေမဲ့တဲ့တောက်သူတွေဒီနေ့တို့တွေမယုံထွက်နိုင်တဲ့ဒီအပြစ်တွေကြောင့်မလို့တို့တွေကတနေ့ကျရင်အပြစ်ဒဏ်ကိုဘာလို့ဖြစ်ရမှာလဲခံရမှာအဲ့ဒီအပြစ်ဒဏ်ကနေလွတ်မြောက်ဖို့အတွက်တဲ့ဒီမှာတောက်သူမျိုးယေရှုခရစ်ရဲ့အသွေးတော်ကကိုဒူးစီးရရှိသမျှစေကြောစင်ကြတို့တွေမလွတ်မြောက်နိုင်တဲ့အပြစ်တွေသခင်ယေရှုခရစ်တို့တွေမလွတ်မြောက်နိုင်တဲ့အဖြစ်အတွက်သခင်ယေရှုခရစ်ကအားလုံးမဖြစ်သွားပြီလဲဆိုရင်လုံးပေးပြီးသွားပြီလားမပြီးသေးဘူးလားပြီးသွားပြီဒါကြောင့်မလို့ဒီလုံးပေးပြီးသွားတဲ့အရာကိုယုံကြည်လက်ခံဖို့ပဲဖြစ်တာလေလို့တာအခုသားသားမင်းတို့အချိန်မီသိလားမသိဘူးလားသိတယ်ဒါဆိုရင်အချိန်မီလက်ခံလို့ရလားမရဘူးလားရတယ်အခုလက်ရှိဒီနေ့အခုအချိန်မှာသခင်ယေရှုကိုမလက်ခံရသေးဘူးဆိုအခုပဲလက်ခံဖို့အချိန်မီလားမမီဘူးလားမိတယ်ဒါကြောင့်အချိန်မီသိပြီဆိုရင်အချိန်မီဘာလုပ်ရမလဲပြုပြင်ရမယ်ဒူးဆိုင်ထဲကယုံထွက်နိုင်ဖို့အတွက်သခင်ယေရှုပြင်ဆင်ထားပြီးပြီဆိုတော့သိပြီးတော့အဲ့ဒီပြင်ဆင်ထားပြီးတဲ့သခင်ယေရှုကိုတို့ရနှလုံးသားလေးထဲဘာလုပ်ရမှာလဲခေါ်ဖိတ်လက်ခံရမှာဖြစ်တယ်နားလည်မလားဒါကြောင့်အချိန်မီဆိုတဲ့တခြင်းလေးကိုတို့တွေနားထောင်ရင်းနဲ့တို့တွေပြင်ဆင်ဖို့ရန်လိုအပ်တဲ့တသားမီးလေးတွေကဒီနေ့ပဲအချိန်မီပြင်ဆင်ရအောင်ပြင်ဆင်ပြီးသားတသားမီးလေးတွေကအခုလက်ရှိကမ္ဘာပေါ်မှာအသက်ရှင်နေပြီးတော့သခင်ယေရှုခရစ်ကဲတင်ချင်းချောင်းမသိသေးတဲ့သူတွေကိုအချိန်မီလေးအသက်ရှင်နှုံးလေးတို့တွေဘာလုပ်ရမလဲပြောပြဖို့ဘုရားသခင်လူရှိရနားလည်မလားဟုတ်ပြီဆရာမဖုန်းပြမယ်နော်ကောင်းထက်အောင်ရေးထားရနော်အဆိုတော့ကတချင်းဆိုတာဆရာဘီဇက်ဆရာဇေယျဝင်းဖြစ်တယ်နော်ဆရာကောင်းထက်အောင်ရေးထားပါတယ်လို့သိရဆိုတဲ့လူကဆရာဘီဇက်ဆရာဇေယျဝင်းနော်
ရေဆုံးသားထောက်မယ်နော်သားမီးတို့ သူစများနဲ့ညမနေတယ်ဒါကိုသိချသည်လေယုံချဖို့ခံကိုရဲ့ဆွမ်းနဲ့ချီပါပဲယေရှုခရစ်ရဲ့တွေ့တော်ကကွယ်သူရဲ့ရှိမြစေကြောစင်ချေဒါကိုယုံသူနိုင်ကွယ်ဒီကလုံးနဲ့သာရတဲ့ချမ်းသာကိုပိုင်ဆိုင်ရမယ်ချိန်ပြီးပြူရင်သူစိတ်တွေကရုံးထွက်နိုင်လို့သူကတဲ့သမတ်ရမယ်လုံးမလေးတဲ့ဖိလို့ခေါ်လိုက်ကွယ်ကြည့်တဲ့တန်ရှင်တော်ဝဲသူစများနဲ့ညမနေတယ်ဒါကိုသိချသည်လေယုံချဖို့ခံကိုရဲ့ဆွမ်းနဲ့ရှိနေပါပဲယေရှုခရစ်ရဲ့တွေ့တော်ကကွယ်သူရဲ့ရှိမြစေချိုးစင်ချေဒါကိုယုံသူနိုင်ကွယ်ဒီကလုံးမဲ့တဲ့ချမ်းသာကိုပိုင်ဆိုင်ရမယ်ချိန်ပြီးပြူရင်သူစိတ်တွေကရုံးထွက်နိုင်ဖို့သူကတဲ့သမတ်ရမယ်လုံးမလေးတဲ့ဖိလို့ခေါ်လိုက်ကွယ်ချိန်ပြီးပြူရင်သူစိတ်တွေကရုံးထွက်နိုင်ဖို့သူကတဲ့သမတ်ရမယ်လုံးမလေးတဲ့ဖိလို့ခေါ်လိုက်ကွယ်သင်မွာလေးတဲ့ဖိလို့ခေါ်လိုက်ကွယ်ကဲဟုတ်ပြီဒီတချင်းလေးကတောင်းတမျိုးလောကကြီးတဲ့ကနေပြီးတော့တမန်တရားပဲနှလုံးသားလေးတဲ့ဖိလို့ခေါ်လိုက်ကွယ်ဆိုတဲ့ဒီဆိုပြီးတဲ့အခါမှာဆိုလိုတီးလုံးလာတယ်ပြန်ဆိုတယ်ပြီးတော့မှ chorus ဖြစ်တဲ့အချိန်မျိုးကိုနှစ်ခါနော်နှစ်ခါဆိုပြီးတဲ့အခါမှာနောက်ဆုံးမှာတောက်တွေ့ရမှာနောက်ဆုံးတစ်ကြောင်းလေးကသင်းဘွားလေးတဲ့ဖိတ်လို့ခေါ်လိုက်ကွယ်ဆိုတာ ending လေးနော်သူ့ရဲ့တခြင်းသွားလာတဲ့ပုံစံကိုနားလည်လားနားလည်တယ်ဆိုရင်ဆရာမတွေတိုင်ပေးမယ်အဲ့ဒီတခြင်းလေးကိုဘာလို့ဆိုငငယ်လေးတွေရှိတယ်လေခလေးငငယ်လေးတွေရနော်စာမဖတ်တတ်သေးတဲ့ခလေးလေးတွေပါတဲ့ခါကျသူတို့လည်းလိုက်ပြီးတော့အတန်ကြားရင်ဆိုလို့ရအောင်ဆရာမတွေကတိုင်ပေးမယ်နော်အဲ့ဒါလေးကိုလိုက်ဆိုရအောင်နော်ဆရာမအစဲနဲ့ဆရာမဆန္ဒနဲ့တိုင်ပေးမယ်နော်တီချာတိုင်ပေးရင်လွဲသွားမှာတီချာမသိရတာလောကကြီးတဲ့တဲ့ရှင်တော်ဝဲလဲဆိုမယ်လောကကြီးတဲ့တဲ့ရှင်တော်ဝဲဒုစရိုက်များနဲ့နစ်မွနေတယ်ဒါကိုသိချသည်လေယုံထွက်ဖို့ခဲကိုရဲ့ဆွမ်းနဲ့ချီနီပါပဲယေရှုခရစ်ရဲ့အသွေးတော်ကကွယ်ဒုစရိုက်ရှိသမျှစိတ်ကြောစင်ကြယ်ဒါကိုယုံသူတိုင်းခွဲအပြစ်ကလုံးမဲ့ထာဝရသက်ချမ်းသာကိုပိုင်ဆိုင်ရမယ်တူတူဆိုကြည့်အောင်လောကကြီးတဲ့ရှင်တော်ဝဲဒုစရိုက်များနဲ့နစ်မွနေတယ်ဒါကိုသိချသည်လေယုံထွက်ဖို့ခဲကိုရဲ့ဆွမ်းနဲ့ချီနီပါပဲယေရှုခရစ်ရဲ့အသွေးတော်ကကွယ်ဒုစရိုက်ရှိသမျှစိတ်ကြောစင်ကြယ်ဒါကိုယုံသူတိုင်းကွယ်အပြစ်ကလုံးမဲ့ထာဝရသက်ချမ်းသာကိုပိုင်ဆိုင်ရမယ်အချိန်မီသည်အချ
ချိန်မီပြုပြင်ဒုစရိုက်တဲ့ကယုံထွက်နိုင်မို့သူသာတဲ့တမတရားပဲနှလုံးသားလေးနဲ့ဖိတ်လို့ခေါ်လိုက်ကွယ်တင်မွားလေးနဲ့ဖိတ်လို့ခေါ်လိုက်ကွယ်အစဆုံးပြန်ဆိုကြအောင်နော်ဆရာမတို့လောကကြီးတယ်စမယ်1 2 3လောကကြီးတယ်အသက်ရှင်တော့ဝဲဒုစရများနဲ့နစ်မွန်နေတယ်ဒါကိုသိစာသိလေရုံးထွက်ဖို့ခဲကိုရဲ့ဆွမ်းနဲ့ရှိနေပါပဲယေရှုခရစ်ရဲ့အသွေးတော်ကကွယ်ဒုစရရှိသမျှစေကြောစင်ကြယ်ဒါကိုယုံသူတိုင်းခွဲအပြစ်ကလုံးမဲ့ထာဝရသက်ချမ်းသာကိုပိုင်ဆိုင်ရမယ်အချိန်မီသည်မချိန်မီပြုရင်ဒုစရိုက်တဲ့ကယုံထွက်နိုင်ဖို့သူသာတဲ့တမတရားပဲနှလုံးသားလေးနဲ့ဖိတ်လို့ခေါ်လိုက်ကွယ်အချိန်မီသည်ချိန်မီသည်အချိန်မီပြုရင်ဒုစရိုက်တဲ့ကယုံထွက်နိုင်ဖို့သူသာတဲ့တမတရားပဲနှလုံးသားလေးနဲ့ဖိတ်လို့ခေါ်လိုက်ကွယ်သင်မွားလေးနဲ့ဖိတ်လို့ခေါ်လိုက်ကွယ်ကဲတော်လိုက်တာနော်ဒါဆိုရင်တချင်းတစ်ခေါက်ထပ်ဆိုမယ်နော်နားထောင်မယ်နော်ကဲအလုံးမတည့်ပြီဆိုတာထိုင်တဲ့ခါနော်စိတ်ကြက်အတန်မထွက်လာဘူးနော်ဒါဆိုအတန်လေးကိုဖွင့်ပြီးတော့ဆိုရအောင်နော်အမတ်တွေကတော့ပေးနေတယ်နော်ဒါတို့သမီးတို့ဟိုစပြီးတော့နော်တရှင်းစတင်ကြတဲ့အမတ်တွေပေးနေပါပြီလို့လိုက်ဆိုပေးပါနော်လိုက်ဆိုမှရမယ်ပြိုင်ပွဲဝင်တရှင်းတွေဖြစ်တယ်နော်ပြီးရင်ဆရာမခက်ခက်ကငူရတယ်မယ်နော်အဝါအစိတ်အနီးလိမ္မော်နော်အာရပါဆိုမယ်နော်ကဲဆိုမယ်လောကကြီးတယ်လောကကြီးတယ်အသက်ရှင်တော့ဝဲဒုစရများနဲ့နစ်မွန်နေတယ်ဒါကိုသိစာသိလေရုံးထွက်ဖို့ခဲကိုရဲ့ဆွမ်းနဲ့ရှိနေပါပဲယေရှုခရစ်ရဲ့အသွေးတော်ကကွယ်ဒုစရရှိသမျှစေကြောစင်ကြယ်ဒါကိုယုံသူတိုင်းကွယ်အဖြစ်ကလုံးမဲ့ထာဝရသက်ချမ်းသာကိုပိုင်ဆိုင်ရမယ်အချိန်မီသည်ချိန်မီသည်အချိန်မီပြုရင်ဒုစရတဲ့ကယုံဖယ်နိုင်ဖို့သူသာတဲ့တမတရားနှလုံးသားလေးနဲ့ဖိတ်လို့ခေါ်လိုက်ခွဲလောကကြီးတယ်လောကကြီးတယ်အသက်ရှင်တော့ဝဲလူစက်များနဲ့နစ်မွန်နေတယ်ဒါကိုသိစာသိလေရုံးထွက်ဖို့ခဲကိုရဲ့ဆွမ်းနဲ့ရှိနေပါပဲယေရှုခရစ်ရဲ့အသွေးတော်ကကွယ်ဒုစရရှိသမျှစေတော်စင်ကြယ်ဒါကိုယုံသူတိုင်းကွယ်အပြစ်ကလုံးမဲ့ထာဝရသက်ချမ်းသာကိုပိုင်ဆိုင်ရမယ်အချိန်မီသည်အချိန်မီပြုရင်ဒုစရတဲ့ကနစ်မွန်နိုင်ဖို့သူသာတဲ့တမတရားနှလုံးသားလေးနဲ့ဖိတ်လို့ခေါ်လိုက်အချိန်မီသည်အချိန်မီသည်အချိန်မီပြုရင်နှလုံးသားလေးကလုံးထွက်နိုင်ဖို့သူသာတဲ့တမတရားနှလုံးသားလေးနဲ့ဖိတ်လို့ခေါ်လိုက်ခွဲနေမွားလေးနဲ့ဖိတ်လို့ခေါ်လိုက်ခွဲကဲသရှင်လေးရလဲရလဲเนาะအဆိုတော်တွေအများကြီးပဲဒါဆိုလို့ရှိရင်
အမှုရာသင်ပေးဖို့တဲ့ဆရာမခက်ခက်ကိုလက်ခုပ်တီးပြီးတော့ခေါ်ရဆရာမကိုခေါ်ပါတယ်ကဲဆရာမနဲ့သူဘယ်သူတွေလုပ်မလဲကဲကျန်တဲ့ဆရာမထိုင်မယ်နော်ထိုင်ပြီးတော့အမှုရာလေးလိုက်လုပ်ပေးပါကဲဒါဆိုရင်တောက်ရသမီးထိုင်ရက်လေးပဲလိုက်လို့ကြည့်မယ်နော်လောကကြီးတယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုမှလက်လေးနော်ရှက်ပြီးတော့မှခြာထွက်သွားမယ်ဒါ W wall နော်လုပ်ကြည့်မယ်လောကကြီးတယ်လောကကြီးတယ်ကဲလုပ်ကြည့်ရအောင် ready 1 2 3လောကကြီးတယ် W ပုံလေးနော်အသက်ရှင်တုံးဝဲဆိုနှလုံးသားလေးခုန်တဲ့ပုံလေးအသက်ရှင်တုံးဝဲအဆင်ပြေလားအဲ့ဒီကနေပြီးတော့မှဒူးစရိုက်များနဲ့နစ်မောနေတယ်ဆိုရင်ဒီမှာလက်လေးကိုနော်လက်ထိတ်ခတ်ထားတဲ့ပုံလေးနော်အဲ့တိုင်းလေးကနေပြီးတော့မှအောက်ကိုဒူးလေးကွေးဆင်းသွားမယ်ဒူးစရိုက်များနဲ့နစ်မောနေတယ်ရမလားရမလားကဲပြန်လုပ်ကြအောင်အဲ့ဒီလောကကြီးတဲ့အသက်ရှင်တုံးဝဲဒူးစရိုက်များနဲ့နစ်မောနေတယ်အဲ့ရနေပြီးတော့မှဒါကိုအသေးချာသိလေသေချာသိလေရုံထွက်ဖို့ခက်ဆိုရင်လက်လေးကိုနောက်ပြီးမှရုံထွက်ဖို့ခက်ဘလို့မှရုံထွက်လို့မရအောင်အဲ့ဒါကိုပြောနော်ရုံထွက်ဖို့ခက်ရုံထွက်ဖို့ခက်ဟုတ်ပြီနော်ရုံထွက်ဖို့ခက်ရလဲလို့မယ်ရုံထွက်ဖို့ခက်ကိုယ့်ရဲ့အစွမ်းနဲ့ဆိုရင်ဘယ်ဘက်လက်လीနော်ကိုယ့်ရဲ့အစွမ်းနဲ့အချင်းကြီးပါပဲဆိုရင်အယုတ်ကြိုးပြန်နော်အချင်းကြီးပါပဲခက်လားချင်းကြီးပါပဲကဲပြန်လုံးကြည့်အောင်ကိုယ့်ရဲ့အစွမ်းနဲ့ကိုယ့်ရဲ့အစွမ်းနဲ့အချင်းကြီးပါပဲရမလားအဲ့ရနေမှာယေရှုခရစ်ရဲ့ယေရှုခရစ်ရဲ့အသွေးတော်ကကွယ်အသွေးစီးကြတဲ့ပုံလေးနော်ဘယ်ဘက်နော်ယေရှုခရစ်ရဲ့အသွေးတော်ကကွယ်ခုနကလက်ထုတ်ခတ်ထားတဲ့ပုံလေးနော်လူစရိုက်ရှိသမျှစေကြောစင်ကြယ်ပြန်ပြီးဖြည့်ထွက်သွားတယ်ခက်လားမခက်ဘူးနော်ပြန်လို့ကြောက်ယေရှုခရစ်ရဲ့အသွေးတော်ကကွယ်လူစရိုက်ရှိသမျှစေကြောစင်ကြယ်ရမယ်နော်အဲ့ရနေမှာဒါကိုယုံသူတိုင်းကွယ်အပြစ်ကလွတ်မယ်ခက်လားအဲ့ရနေပြီးမှာတော့ဘယ်လဲထာဝရသက်ချမ်းသာကိုနှစ်ပတ်ပတ်တယ်နော်ထာဝရသက်ချမ်းသာကိုပိုင်ဆိုင်ရမယ်ညာဘက်လေးထွက်လာမယ်နော်ပြန်လို့ကြည့်အောင်ထာဝရသက်ချမ်းသာကိုထာဝရသက်ချမ်းသာကိုပိုင်ဆိုင်ရမယ်ခက်လားတက်သွားမယ်နော်အဲ့မှာဆိုဘယ်ဘက်လေးအချိန်မီတိနော်အချိန်မီတိပြီးအချိန်မီပြုပြီလက်လေးကိုဒီမှာအဲ့ဒီနော်ဆက်ပြီးတော့ကြတယ်ပြန်ဖြီထွက်လာတယ်ပြန်လို့ကြည့်အောင်ပြုပြီပြန်လို့ကြည့်အောင်ပြုပြီပြန်တွဲမယ်အချိန်မီတိအချိန်မီတိအချိန်မီပြုပြီရမယ်နော်ဒူးစရိုက်တွေကယုံထွက်နိုင်ဖို့ဆိုရင်ဘယ်တစ်ချက်ညာတစ်ချက်ဒူးစရိုက်တွေကယုံထွက်နိုင်ဖို့ရမလားသားတို့တွေဘယ်ဘက်ချက်ညာဘက်ချက်နော်ဒူးစရိုက်တွေကယုံထွက်နိုင်ဖို့သူသာသက်ပြန်လို့ကြည့်မယ်သူသာအသက်ဆိုတာနဲ့ညာဘက်လက်လေးကဘယ်ဘက်ရင်အောင်လေးကိုဖိလိုက်မယ်နော်ပြန်လို့ကြည့်မယ်သူသာအသက်ရမလားတမာတရားပဲနှလုံးသားလေးတဲ့ထိတ်လို့ခေါ်လိုက်ကွယ်ပြန်လို့ကြည့်အောင်သူသာသက်တမာတရားပဲလုံးသားလေးတဲ့ဖိတ်လို့ခေါ်လိုက်ကွယ်သင်မွားလေးတဲ့ဖိတ်လို့ခေါ်လိုက်ကွယ်ဖိတ်လို့ခေါ်လိုက်ကွယ်အဆင်ပြေလားပြေတယ်နော်ဒီလုံးလာတဲ့အချိန်မှာနှစ်ချက်သွားတယ်ဘယ်ဘက်ကိုညာဘက်ကိုနှစ်ချက်နော်ဒူးစရိုက်သမားနော်ဒူးစရိုက်တို့တွေကအပြစ်သားအပြစ်ဒူးစရိုက်ဆိုတာကိုပြနော်ပြီးရင်ဒီဘက်ကယုံထွက်တယ်တိုးထွက်လို့မရဘူးအဲ့ကြောင်းလေးနော်ကဲဒါဆိုရင်အားလုံးမတည့်ရပြောမှနော်ဒါတို့ဒီလိုဆရာမတို့ဒီလုပ်မယ်နော်ဒီလုံးလာတဲ့အချိန်မှာခုနအတိုင်းနော်ဘယ်ဘက်တစ်ချက်ညာဘက်တစ်ချက်ဆရာမတွေအပေါ်တက်လာပြီနော်လောကကြီးတယ်အတန်းရှင်တော့ဝဲလူစက်များနဲ့နေမနေတယ်ဒါကိုသိချသည်လေရုံထွက်ဖို့ကဲကိုရဲ့စွမ်းနဲ့ချီးပြီးပါပဲ
ရဲ့တွေ့တော့ကခွေသူရဲ့ရှိမြစိတ်ကြောစင်ချေဒါကိုယုံသူလိုက်ခွေဒီကလုံးမေသာရတဲ့ချမ်းသာကိုပိုင်ဆိုင်ရမယ်အဲ့ဆိုမယ်နော်အချိန်မီတိအချိန်မီပြုတ်ပြင် ချိန်မီပြုတ်စီရဲ့ထဲကရုံထွက်နိုင်ဖို့ သူရဲ့ထဲကယုံထွက်နိုင်ဖို့ သူသာတဲ့ သူသာတဲ့ ဓမ္မတရားပဲ ဓမ္မတရား နှလုံးသားလေးနဲ့ဖိတ်လို့ခေါ်လိုက်ွယ် ဖိတ်လို့ခေါ်လိုက်ွယ် တန်နေသိမကြောက်ဘူးနော်အတန်မကြောက်ဘူးဒီတစ်ခါအာရပါရဆိုတဲ့ပွဲကိုဘယ်နှမဆယ်မဟုတ်ပြီဆယ်မပေးမယ်တဲ့နော်โอเคဆယ်မတီတာနဲ့ဆယ်မရဲ့ဆယ်မတော့ပေးမယ်ဆိုအာရပါလိုက်ဆိုမယ်တချိစာသားမရောက်ရင်ဆယ်မခေါ်ပေးမယ်နော်ဟုတ်ပြီလောကကြီးတဲ့အသက်ရှင်တော့ဝယ်အသက်ရှင်တော့ဝယ်လူစဲများနဲ့နှစ်မောနေတယ်ဒါကိုသေချာသိလေရုပ်ဖက်ပိုးခဲကိုယ့်ရဲ့အစွမ်းနဲ့ရှိနေပါပဲယေရှုခရစ်ရဲ့အသေးတော်ကကွယ်လူစဲရှိသမျှစိတ်ကြောစင်ခြင်းဒါကိုယုံသူတိုင်းကွယ်အပြစ်ကလွတ်မယ်ထာဝရအသက်ချမ်းသာကိုပိုင်ဆိုင်ရမယ်လိုက်ဆိုမယ်နော်အချိန်မီတိအချိန်မီပြုပြင်လူစရိုက်ထဲကရုံးထွက်နိုင်ဖို့သူသာတဲ့ဓမ္မတရားပဲနှလုံးသားလေးနဲ့ဖိတ်လို့ခေါ်လိုက်ွယ်အချိန်မီတိအချိန်မီပြုပြင်လူစရိုက်ထဲကရုံးထွက်နိုင်ဖို့သူသာတဲ့ဓမ္မတရားပဲနှလုံးသားလေးနဲ့ဒီဘဝလေးနဲ့ဖိတ်လို့ခေါ်လိုက်ွယ်ဟုတ်လိုက်လဲဆိုတဲ့ဟုတ်ကဲ့ဆရာမဟုတ်ကဲ့ဆရာမပေးတယ်တစ်ဖွဲ့စလုံးကိုနော်ဆရာမဆဲနဲ့ဆရာမတီတာအမှတ်တွေပေးနေပါတယ်လို့နော်ကဲဆရာမထဲကမလျော့စေနဲ့နော်ကဲခုဆိုရင်ဆ ရာမလက်ပြတဲ့ဖွဲ့ကမတက်ရက်ပြီးတော့အမူအရာနဲ့လုံးမယ်ကြံတဲ့ဖွဲ့တွေကစုံပေးမယ်ဟုတ်ပြီလားအခု၄ဖွဲ့လုံးထိုင်မယ်လက်ပြတဲ့ဖွဲ့ပဲမတက်ရက်မယ်နော်ဆရာမမျက်မှောကဘယ်ဖွဲ့ကိုလက်ပြမလဲအာယုံစူးစိုက်ကြည့်မယ်ဆရာမကိုလည်းအကလေးလည်းကြည့်မယ်တရှင်းလေးလိုက်ဆိုမယ်နော်အဲ့တော့အမှတ်ပြရမှာပေါ့ဆရာမမျက်မှောတွေပြမယ်ဆရာမကဲနဲ့သူကဲဟုတ်ပြီဖွင့်လို့ရပါပြီအဲ့ဒါဆိုဆရာမလက်ပြမယ်ကွယ်ဟုတ်ပြီနော်အနီလိုက်လဲဆိုကျန်တဲ့အဖွဲကလိုက်ဆိုမယ်နော်ခုနဆယ်မတဲ့အမှတ်တွေရော့သွားမယ်နော်ဟုတ်ပြီလောကကြီးတဲ့အသက်ရှင်တော့ဝယ်လူစဲများနဲ့နှစ်မောနေတယ်ဒါကိုသေချာသိလေရုံထွက်ဖို့ခဲ့ကိုယ့်ရဲ့အစွမ်းနဲ့ရှိနေပါပဲယေရှုခရစ်ရဲ့အသွေးတော်ကကွယ်လူစရာရှိသည်များဒါကိုယုံသူတိုင်းကွယ်အပြစ်ကလွတ်မယ်ထာဝရအသက်ချမ်းသာကိုပိုင်ဆိုင်ရမယ်အချိန်မီသည့်အချိန်မီပြုပြင်လူစရိုက်ထဲကယုံထွက်နိုင်ဖို့သူသာတဲ့ဓမ္မတရားပဲနှလုံးသားလေးတဲ့ဖိတ်လို့ခေါ်လိုက်ကွယ်ကဲအနီးရထိုင်ပြီးတော့အဝါထမယ်နော်အမူအရာလေးလိုက်လောက်ထားမယ်အနီးရတစ်ချင်းလေးနဲ့ပြန်ဆိုပေးမယ်နော်သုံးဖွဲ့စလုံးတစ်ချင်းဆိုမယ်လောကကြီးတဲ့အသက်ရှင်တော့ဝယ်လူစရိုက်များနဲ့နှစ်မောနေတယ်ဒါကိုသေချာသိလေရုံးထွက်ဖို့ခဲ့ကိုယ့်ရဲ့အစွမ်းနဲ့ယေရှုခရစ်ရဲ့အသွေးတော်ကကွယ်လူစရိုက်ရှိသည်များစေကြောစင်ကြယ်ဒါကိုယုံသူတိုင်းကွယ်အပြက်ကလောက်မယ်ထာဝရအသက်ချမ်းသာကိုပိုင်ဆိုင်ရမယ်အချိန်မီသည့်အချိန်မီပြုပြင်
ယုံထွက်နိုင်ဖို့သူသာတဲ့တမတရားပဲနှလုံးသားလေးတဲ့အချိန်မီသိအချိန်မီပြုပြီးလူစိတ်ခဲကယုံထွက်နိုင်ဖို့သူသာအသက်တမတရားပဲနှလုံးသားလေးတဲ့သင်္ဘောလေးတဲ့ဖိတ်လို့ခေါ်လိုက်ွယ်ကလေးတွေရလိမ့်ပါနော်တရှင်းတွေလည်းလိုက်ဆိုတဲ့အတွက်နော်ဖျက်ခင်တာရဲ့ကောင်းကြီးပေးပါစေဒါဆိုဆရာမတွေလည်းမမောသေးဘူးသားတို့သမီးတို့လည်းမမောသေးဘူးဆိုနောက်တစ်ခွက်ဆိုဖို့တဲ့ဖွင့်လို့ရပါတယ်ရပြီဟုတ်လားဟုတ်ပြီဒါဆိုပထမဆုံးတင်တယ်နော်နောက်တစ်ခွက်ဆိုမှာဆရာမနှစ်ခွက်ကြံသေးတယ်နော်ဟုတ်ပြီပြီးရင်တရှင်းပထမဆုံးတင်တဲ့တရှင်းလေးဆိုပေးမယ်တော့နောက်နှစ်ခွက်ကြံတာဆရာမလက်ပြမယ်နော်ဟုတ်ပြီဖွင့်လို့ရတယ်ရပြီကဲဆရာမတွေလည်း ready အဝါထားမယ်မမဟုတ်ပါဘူးကလိမ္မောဆရာမမှားသွားတယ်လက်လုံးကနော်တကယ်ဆိုပေးမယ်နော်ဟုတ်ပြီကျန်တဲ့သုံးခွဲဆိုတော့အားရပါဆိုမယ်လိမ္မာတဲ့ကလေးတွေလောကကြီးတဲ့အားရပါဆိုမယ်နည်းနည်းလေးကျဲဟုတ်ဒါကိုတေချာသိလဲကိုရဲ့စနေရှိနေပါပဲဒါကိုတေချာသိလဲယုံတဲ့ပုတ်ကဲကိုရဲ့စနေရှိနေပါပဲယေရှုခရစ်ရဲ့အသွေးတော်ကကွယ်လူဆရာရှိသည်များဒါကိုယုံသူတိုင်းကွယ်အပြစ်ကလွတ်မယ်ခါရအသက်ချမ်းသာကိုပိုင်ဆိုင်ရမယ်အချိန်မီသည်အချိန်မီပြုပြင်လူဆရာခဲကယုံထွက်နိုင်ဖို့သူသာအသက်တမတရားပဲနှလုံးသားလေးတဲ့ဖိတ်လို့ခေါ်လိုက်ဘယ်တော့ဆိုရင်အဝါထားမယ်နော်အစိတ်ခဏမားတယ်ကဲအစိမ့်နဲ့အားလုံးထားမယ်အမူအရာလိုက်လုံးမယ်ကျန်တဲ့သုံးခွက်တရှိဆိုပေးနော်လိမ့်ပါတယ်ကဲအားရပါဆိုမယ်လောကကြီးတဲ့သက်ရှင်တော့ဝဲလူစဲများနဲ့ဒါကိုသိချာသိလဲရုံထွက်ဖို့ကဲကိုယ့်ရဲ့အစွမ်းနဲ့ရှင်းနေပါပဲယေရှုခရစ်ရဲ့အသွေးတော်ကကွယ်လူဆရာရှိသည်များစိတ်ကြောစေတယ်ဒါကိုယုံသူတိုင်းကွယ်အပြစ်ကလွတ်မယ်ကာရတဲ့ချမ်းသာကိုပိုင်ဆိုင်ရမယ်အချိန်မီသည်အချိန်မီပြုပြင်လူဆရာခဲကယုံထွက်နိုင်ဖို့သူသာအသက်တမတရားပဲနှလုံးသားလေးတဲ့ဖိတ်လို့ခေါ်လဲအချိန်မီသည်အချိန်မီပြုပြင်လူစရိုက်ခဲကယုံထွက်နိုင်ဖို့သူသာအသက်တမတရားပဲနှလုံးသားလေးတဲ့ဖိတ်လို့ခေါ်လိုက်ွယ်သင်္ဘောလေးတဲ့ဖိတ်လို့ခေါ်လိုက်ွယ်တော်တာပဲเนาะဒါဆိုလို့ရှိရင်ဆရာမတို့ကဲဒါတို့သမီးတို့ဆရာမတို့အခုချိန်မှာအလူငွေပေးလူချင်းအားဖြင့်ဆက်ပြီးတော့မှပါဝင်ကြပါစို့အလူငွေကောက်မဲ့ဘယ်သူများကောက်ပေးမလဲမသိဘူးเนาะအလူငွေကောက်ခံပါမယ်လို့ဒီရအောင်ပဲတကယ်လို့ဒါမလုပ်ဘူးဆိုဒါအောင်ရင်တယ်နေကြတယ်ဒီစားသားမဲ့ကိုနောက်နေမလားပါဒီလိုလာနော်ကိုဒါလုပ်တင်းဒါပြီးဆောင်
ကာဆိုရင်လေးစားဒါပဲ အဲ့ဒါတင်လိုက်ရိုက်မွေးလေးဟုတ်တယ်နော်ဒီဆောင်ပါနော်ဒါနဲ့လေးခက်တယ် အဲ့ဒါလေဒီနားမှာလေဒီနားမှာလို့အောင်တာဘယ်လိုလုပ်လဲ ဒီကိုပူဇော်ကြတော့ပေါင်မဲ့ပုံစံ အပေါ်မှာပေါက်တာ short ချင်တယ် ဒါကြိုက်ကိုပြီးလို့ပြောတယ်